basis of request ပေါ့နော် request ပေါ်မူတည်ပြီးတော့အတန်ကို sharing လုပ်ပေးပါမယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်နားလည်ပါတယ်တချို့လုပ်ငန်းအဖွဲ့အစည်းတွေအနေနဲ့ဒီအခုလောလောဆယ် webinar မတက်နိုင်ပေမဲ့လည်းမိမိတို့ရဲ့ဒီလုပ်ငန်းမှာပြန်ပြီး reference အနေနဲ့ပြန်ပြီးတော့ sharing လုပ်ဖို့လိုအပ်မယ်လို့ယူဆတယ်။ယူဆရတဲ့တော့အတန်တကယ်လို့နားထောင်နေတယ်ဆိုရင် request လုပ်လို့ရတယ်ကျွန်တော်ကူးပေးထားပါတယ်เนาะအတန်ကိုကူးလိုက်ပါပြီပထမတော့အတန်ကိုမကူးဖို့စိတ်ကူးထားတယ်ဒါပေမဲ့အခုလိုအပ်ချက်ရှိတယ်လို့ယူဆတဲ့အတွက်ကြောင့်ကျွန်တော်အတန်ကိုကူးပေးထားပါတယ်โอเคအဲ့တော့ကျွန်တော်တို့စလိုက်မယ်ပေါ့เนาะအဲ့တော့ဒါကတော့ဟို next presentation slide မှာတော့ကျွန်တော်ရဲ့ background လေးပေါ့เนาะဒါ background လေးကိုရှင်းပြထားတာဒါကတော့ကျွန်တော်အသေးစိတ်မပြောတော့အချိန်ကလည်းအကန့်အသတ်ရှိတဲ့အတွက်ကြောင့်ဒီ presentation slide ကို share လုပ်မှာဖြစ်တဲ့အတွက်ကြောင့်ဒါကျွန်တော် reference အနေနဲ့ဖတ်ဖို့အတွက်ကျွန်တော်ဒီ background လေးကိုတင်ပြပေးတာဖြစ်ပါတယ်အဲ့တော့အခုဆက်လက်ပြီးတော့ presentation slide ရဲ့အဓိက core area ကိုရောက်သွားပြီတက်ရောက်တဲ့သူတွေလည်းเนาะတော်တော်လေးကိုများလာပြီဖြစ်တဲ့အတွက်ကျွန်တော်တို့စလိုက်မယ်ပေါ့เนาะအဲ့တော့ပထမဦးဆုံးကောင်းစဉ်ကတော့ဘာလဲပေါ့เนาะ IT audit ဆိုတာဘာလဲပေါ့ IT audit ဆိုတာဘာလဲဆိုတော့ကျွန်တော်အထူးသဖြင့်လုပ်ငန်းအဖွဲ့အစည်းတွေမှာ information technology ကိုအသုံးပြုလာတယ်ပေါ့เนาะဒီ information technology ကိုအသုံးပြုလာတဲ့အတွက်ကြောင့်ဒီ information technology area နဲ့သက်ဆိုင်တဲ့ audit ကိုကျွန်တော် IT audit လို့ပြောတယ်အဲ့တော့ဒီ IT audit ကဘယ် domain ကနေပြီးတော့ဘယ်နယ်ပယ်ကနေပြန်ထွက်လာလဲလို့မေး internal audit နယ်ပယ်ကနေပြန်ထွက်လာတာဖြစ်တယ်ဒီ IT audit ကဘာကြောင့်လဲဆိုတော့ခုနပြောခဲ့သလိုပဲ internal auditor တွေအနေနဲ့မိမိတို့ရဲ့လုပ်ငန်းလုပ်ဆောင်မှုတွေကပို့ပြီးတော့ကျေပြန့်လာတဲ့အတွက်ကြောင့် IT နယ်ပယ်ကိုပါစစ်ဆေးဖို့လိုအပ်လာတယ်အဲ့ဒီအတွက်ကြောင့်လုပ်ငန်းတော်များများ information ပေါ်အခြေခံပြီးတော့လုပ်ဆောင်နေတာဖြစ်တယ်နောက်အဲ့ဒီ information နဲ့ချိတ်ဆက်ပြီးဘာရှိလာလဲဆိုတော့ခေတ်နဲ့ညီပြောင်းလဲလာတဲ့အခါမှာ OT ဆိုတာလည်းရှိလာတယ် operational technology ဆိုတာလည်းရှိလာတယ်ဆိုတော့ information technology ရှိလို့ operation technology ဆိုတာလည်းတစ်ဖက်က develop ဖြစ်လာတာကိုတွေ့ရတယ်အဲ့လိုနယ်ပယ်တွေမှာ internal auditor တွေအနေနဲ့ထဲဝင်စစ်ဆေးနိုင်မှုအတွက်သူတို့ရဲ့လက်ရှိ scale ပေါ့နော်လက်ရှိကျွမ်းကျင်မှုတွေကိုပို့ပြီးတော့ develop ဖြစ်ဖို့ရည်ရွယ်ချက်နဲ့ကျွန်တော်ဒီ audit ကိုလှုပ်ဆောင်တာဖြစ်တယ်အဲကြောင့်ဒီ IT audit လို့ပြောလိုက်ရင်ကျွန်တော် IT audit မှာအဓိကတော့ independent assurance ပေးဖို့အတွက်ဖြစ်တယ် independent assurance ဆိုတဲ့ပိုင်းကတော့ IT နဲ့ IS ပေါ့နော် IT ဆိုတာတော့ information technology ဖြစ်တယ် IS ဆိုတာတော့ information system ဖြစ်တယ်အဲဒီ information technology information system နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီဘာလို့ပို့လဲဆိုတော့ independent assurance ပေးဖို့အတွက်ဖြစ်တယ်အဲတော့ information technology information system နဲ့ပတ်သက်လာပြီဆိုရင်တော့ဘယ် area တွေလဲလို့မေး IT governance area IT risk area IT control area အဲ့လိုပဲ IS governance area IS risk area IS control area အဲ့ဒီ area တွေအတွက်ကိုကျွန်တော်ဒီ audit စစ်ဆေးနိုင်မှုအတွက်เนาะရည်ရွယ်တာဖြစ်တယ်အဲ့တော့စစ်ဆေးပြီးမှရင်သူရှိတင်ဖို့လဲဆိုတော့ report တွေကို board နဲ့ senior management ကိုတင်ဖို့အတွက်ဖြစ်တယ်တချို့လုပ်ငန်းတွေမှာတော့ကျွန်တော်အားလုံးသိပြီးသားဖြစ်တယ် audit committee ဆိုတာဖွဲ့စည်းထားတာရှိတယ်အဲ့တော့ audit committee ကိုတင်ပြဖို့လဲရည်ရွယ်တာဖြစ်တယ်အဓိကကတော့ဒီစစ်ဆေးတွေ့ရှိချက်တွေနဲ့ပတ်သက်ပြီးတော့ adding value ပေါ့နော်တကယ်ပဲတန်ဖိုးတိုးစေဖို့ရည်ရွယ်ချက်နဲ့စစ်ဆေးတာဖြစ်တယ်။နောက်အဓိကကတော့လုပ်ငန်းရဲ့ရည်မှန်းချက်တွေရဖို့အတွက်ဖြစ်တယ်။အဲ့တော့ IT audit လို့ပြောလိုက်ရင်အဓိကတော့ IT audit က IT တွေမကဘူး IS လည်းပါတယ် information technology information system ဒီနယ်ပယ်နဲ့ပတ်သက်တဲ့ audit area ဖြစ်တယ်။ audit ရဲ့ focus ကကြတော့ governance level ရဲ့ကျွန်တော်တို့ risk level ရဲ့ control level အဲ့ level 3ခု audit က focus လုပ်မှာဖြစ်တယ်။အဲ့တော့ဒီ IT audit ရဲ့ရည်ရွယ်ချက်တွေကိုကျွန်တော်တို့စူးစီးတင်ပြချက်အနေနဲ့ဒီမှာ presentation slide မှာတွေ့နိုင်တယ်။ IT audit ရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတော့ နံပါတ်1အချက်က compliance ကိုရည်ရွယ်တယ်။ယနေ့ခေတ်မှာအားလုံးသိပြီးသားပဲနည်းပညာနဲ့ဆက်ဆက်ပြီးတော့ဥပဒေပြဋ္ဌာန်းချက်တွေကျယ်ပြန့်ပြီးဖြစ်ပေါ်လာ။ဥပဒေပြဋ္ဌာန်းချက်တွေကျယ်ပြန့်ပြီးဖြစ်ပေါ်လာတာနဲ့အညီဥပဒေအပြင်ကျွန်တော်တို့ business partner တွေအချင်းချင်းလိုက်နာရမယ့်စည်းကမ်းတွေဆိုတာလည်းရှိလာတယ်။လုပ်ငန်းမှာကျိုးတူပူပေါင်းဆောင်ရွက်တဲ့သူအချင်းချင်းမှာเนาะတုံးတဲ့သူအပြန်အလှန်ထိထိရောက်လုပ်ငန်းလုပ်ဆောင်မှုအတွက်ဘာလို့လာလဲဆိုတော့တာဝန်တွေရှိလာတယ်လိုက်နာမယ်စည်းကမ်းတွေရှိလာအဲ့တော့အဲ့ဒီစည်းကမ်းတွေကိုဘယ်မှာဖော်ပြလေးရှိလဲဆိုရင် contract တွေမှာဖော်ပြလေးရှိတယ်အဲ့တော့အဲ့ဒီ contract မှာဖော်ပြတဲ့စည်းကမ်းချက်တွေကိုเนาะလိုက်နာနိုင်မှုအတွက် compliance ပေါ့เนาะတနည်းအားဖြင့်နောက် standard တွေ guideline တွေမှာပြန်လည်ထားတဲ့စည်းကမ်းချက်တွေကိုလိုက်နာဖို့အတွက်စစ်ဆေးဖို့ဖြစ်တယ်ဒုတိယအချက်ကကြတော့အချက်လက်တွေနဲ့ပတ်သက်ပြီးတော့ data တွေပါဝင် information တွေပေါ့နော်ဒီ data တွေ information တွေမှာဆိုရင်ကျွန်တော်တို့ confidentiality integrity availability privacy security resilience အဲ့ဒီ area တွေကိုစစ်ဆေးနိုင်ဖို့အတွက်ဖြစ်တယ်ပြောချင်တာသတင်းအချက်လက်တွေကအမြဲတမ်းเนาะလုံခြုံစွာထိန်းသိမ်းနိုင်ဖို့
တင်ပြတဲ့အချက်လက်တွေကမှန်ကန်ဖို့ပိုလိုတဲ့အချိန်မှာအချိန်မီရနိုင်ဖို့ availability နောက်တချို့သောလုပ်ငန်းတွေအနေနဲ့ personal data တွေကိုတိုးလောင်ထားတယ်သိသိထားတယ်ဒီ personal data တွေနဲ့အလုပ်လုပ်နေတယ်အဲ့လိုအခါမှာဒီ data တွေကိုစနစ်တကျကာကွယ်နိုင်ဖို့ privacy ကိုထိန်းနိုင်ဖို့နောက်လုပ်ငန်းရဲ့လုံခြုံမှုပေါ့နော် security ဘိုင်းကိုထိန်းသိမ်းနိုင်ဖို့ရယ်နောက် resilience ဆိုတဲ့သဘောတော့လက်ရှိယနေ့ခေတ်မှာအလုံးမြင်တဲ့အတိုင်းပဲသိတဲ့အတိုင်းပဲ cyber attack တွေဆိုတာလုပ်ငန်းတိုင်းကြုံတွေ့ရတယ်ပေါ့နော်လုပ်ငန်းတိုင်းအနေနဲ့များကြုံတွေ့ရတယ် cyber attack တွေအဲ့လို cyber attack တွေဖြစ်လာခဲ့မယ်ဆိုရင်လုပ်ငန်းပြန်ပြီးတော့ဥမော့နိုင်ဖို့ပြန်ပြီးတော့တက်ဝင်လှုပ်ရှားနိုင်ဖို့ recovery ပြန်လုပ်နိုင်ဖို့ရည်ရွယ်ချက်နဲ့ကျွန်တော်တို့စစ်ဆေးရတာဖြစ်တယ်เนาะအဲ့ဒီပိုင်းမှာလုပ်ငန်းတွေအနေနဲ့ incident management เนาะဒီ business continuity management ဒါတွေကိုเนาะလှုပ်ဆောင်လာတဲ့အခါမှာအဲ့ဒါတွေကဘယ်လောက်ထိထိရောက်မှုရှိလဲဒါကိုစစ်ဆေးဖို့လိုအပ်လာနောက်တစ်ချက်ကကြတော့ကျွန်တော်တို့ IS related process ဆိုတာတော့ကျွန်တော်တို့ခုနပြောတဲ့ operation technology ဖြစ်တယ်လုပ်ငန်းလှုပ်ဆောင်ချက်တွေမှာကျွန်တော် operation technology ကိုသုံးလာတဲ့အခါကျတော့အဲ့ technology သုံးစွဲမှုကြောင့်အသုံးပြုမှုကြောင့် governance ဘိုင်းမှာပေါ့နော်အဓိကတော့သတ်မှတ်ထားတဲ့ policy တွေသတ်မှတ်ထားတဲ့ procedure တွေအတိုင်းဖြစ်ရလားဒါတွေကိုပြန်လည်ဆန်းစစ်ဖို့နောက်အဲ့လိုပဲ IT operation ကဏ္ဍမှာဆိုရင်ဘာတွေကိုဆန်းစစ်ဖို့လဲဆိုရင်ကျွန်တော်တို့ထုံးစံအတိုင်းပဲ efficiency economy effectiveness ဒါတွေကို assessment လုပ်ဖို့เนาะအထူးသဖြင့် efficiency နဲ့ effectiveness ကို assessment လုပ်ဖို့နောက်သတ်မှတ်ထားတဲ့ target တွေနဲ့အညီကိုက်ညီမှုရှိမရှိ assessment လုပ်ဖို့နောက်ဒီထက်ပိုပြီးတော့အရေးကြီးလာတဲ့ကဏ္ဍကတော့ကျွန်တော်နိုင်ငံတကာမှာယနေ့မြန်မာနိုင်ငံမှာလည်းဘာတွေသုံးလာလဲဆိုတော့ AI နည်းပညာတွေသုံးလာ AI နည်းပညာဆိုတာကကျွန်တော်တချို့မြင်ကြည့်လိုက်တာ AI လို့ပြောလိုက်ရင် ChatGPT ကိုပဲသွားမြင်တယ်အမှန်တကယ်တော့ ChatGPT ပဲမဟုတ်ဘူးယနေ့ AI နည်းပညာကိုလုပ်ငန်းဖွဲ့စည်းတယ်မိမိတို့ရဲ့ operation တွေအတွက်သုံးဖို့เนาะလှုပ်ဆောင်လာတာကိုတွေ့ရတယ်သုံးနေကြပြီတချို့ဆိုရင်အဓိကကတော့ example အနေနဲ့တခုကပါလဲဆိုရင်တော့ virtual assistant လိုမျိုးပေါ့နော် virtual assistant ဆိုတာကကျွန်တော်တို့တချို့ website တွေဝင်တဲ့အခါမှာတွေ့လိမ့်မယ်24 hour သူက service ပေးတယ်ကျွန်တော်တို့ customer တယောက်အနေနဲ့တခုစုံတရာမေးချင်တယ်ဆိုရင်ဒီ website ကိုတက်ပြီးတော့တဦးတယောက်ကိုဆက်သွယ်စရာမလိုဘဲနဲ့ကိုကျွန်တော်ချက်လေးလှုပ်လိုက်ရုံပဲเนาะကျွန်တော်စုံတရာမေးချင်တဲ့မေးခွန်းရိုက်လိုက်တာနဲ့ဟိုဘက်က response ပြန်လုပ်ပေးအဲ့လို response လုပ်ပေးနေတာကလူပုဂ္ဂိုလ်မဟုတ်ဘူးသူက system ကနေပြီးတော့ response လုပ်ပေးတယ်ဒါကိုကျွန်တော် AI နည်းပညာရဲ့အကူအညီနဲ့ response ပြန်လုပ်ပေးတာဖြစ်တယ်အဲ့တော့ယနေ့ခေတ်မှာအနည်းဆုံးပေါ့နော် AI သုံးချတဲ့လုပ်ငန်းတွေကအနည်းဆုံးအဆင့်နေနဲ့ virtual assistant တွေကိုသုံးလာတာတွေ့ရတယ်အဲ့လိုသုံးလာတဲ့အခါမှာဒီ virtual assistant တွေသုံးတဲ့အတွက်ဘယ်လောက်ထိထိရောက်မှုရှိလဲဘယ်လောက်ထိ customer တွေ satisfy ဖြစ်လဲဒါကို monitoring လုပ်ဖို့လည်းလိုတယ်ဒါကို review လုပ်ဖို့လည်းလိုတယ်အဲ့ဒီကဏ္ဍတွေအတွက်ပေါ့နော်နောက်တစ်ချက်ကကြောင့် AI နည်းပညာကိုသုံးလာတဲ့အတွက်ကြောင့်ဘာရှိလာလဲဆိုတော့ AI ရဲ့ decision တွေပေါ့နော် AI ရဲ့ဆုံးဖြတ်ချက်တွေကျွန်တော်မိခိုလာရတယ်တကယ်ပဲအဲ့ဒီဆုံးဖြတ်ချက်တွေက reliable ဖြစ်ရလားဒါကိုစမ်းစစ်ဖို့လိုတယ်ပြီးတော့ AI နည်းပညာကိုသုံးတဲ့အတွက်ကြောင့် AI က data တွေကိုသုံးချလာတာဖြစ်တယ်အထူးသဖြင့် training data တွေ AI ကနေသုံးလာတဲ့အခါမှာအဲ့ဒီ training data တွေကိုကျွန်တော်တဦးတစ်ယောက်ရဲ့ personal data တွေပါနေတယ်ဆိုရင် data breach ဖြစ်နိုင်တယ် public domain မှာ data တွေရောက်သွားနိုင်အဲ့လိုအနေအထားမျိုးကာကွယ်နိုင်မှုအတွက်နောက် AI decision တွေက fairness and transparency ဖြစ်ဖို့အတွက်စပြီးတော့ development လုပ်တဲ့အဆင့် deployment လုပ်တဲ့အဆင့် maintenance လုပ်တဲ့အဆင့်နောက်ဆုံးဒီ commissioning လုပ်တဲ့အဆင့်နောက်ဆုံးဒီ AI system ကြီးကိုရုပ်သိမ်းတဲ့အဆင့်အထိကိုဒီ process ကြီးတစ်ခုလုံးကို monitoring လုပ်ဖို့ review လုပ်ဖို့လိုအပ်လာအဲ့ဒီကဏ္ဍတွေမှာ internal audit ရဲ့အခန်းကဏ္ဍပိုပြီးရေးပါလာအဲ့တော့ internal audit ကတစ်ဖက်ကဒီ skill တွေလိုလာတကယ်လို့ internal audit မှာဒီ skill တွေ deficient ဖြစ်နေမယ်ဆိုရင် internal audit ရဲ့နေရာကိုတခြား profession ကဝင်ယူလာမဲ့သဘောရှိအဲ့ဒါကြောင့် internal audit ကမိတို့ရဲ့ skill ကိုဘာဖြစ်ဖို့လိုလဲဆိုတော့ upgrade ဖြစ်အောင်လုပ်ဖို့လိုတယ်ဒီနယ်ပယ်တွေကိုပါသူတို့အနေနဲ့လုပ်ငန်းရဲ့ဖြန့်ကျက်မှုကြောင့်เนาะလိုအပ်လာမယ်ဆိုရင်ဒီနယ်ပယ်တွေကိုပါသူတို့စစ်ဆေးနိုင်မှုအတွက် readiness ဖြစ်ဖို့ပေါ့เนาะအဆင်သင့်ဖြစ်ဖို့အတွက်သူတို့လှုပ်ဆောင်မှုလိုအပ်လာအဲကြောင့်ဒီနေရာမှာကျွန်တော်တို့ခုနပြောတဲ့အကြောင်းအရာတွေမှာအဓိက assessment လုပ်တာဒီ confidentiality integrity availability privacy security resilience ဒီရွယ်ချက်တွေနဲ့ကျွန်တော်တို့ assessment လုပ်ဖို့အတွက် IT audit ကအရေးပါလာအောင်တွေ့ရတယ်အဲ့တော့ဆက်လက်ပြီးတော့ဒီဘာကြောင့်ဒီ IT audit ကအရေးပါလာလဲလို့မေးခွန်းမေးစရာအကြောင်းရှိတယ်အဲ့တော့အဲ့မေးခွန်းရဲ့အဖြေရပါလဲဆိုတော့နံပါတ်1အချက် cost ဖြစ်တယ်တနည်းအားဖြင့် cost ဆိုတာနှစ်ပိုင်းရှိတယ်အားလုံးလည်းသိပြီးသားဖြစ်တယ်
expenditure တွေအနေနဲ့သုံးစွဲလိုက်တဲ့ cost တွေရှိသလို investment အနေနဲ့သုံးလိုက်တယ်เนาะတန်ဖိုးတွေလည်းရှိတယ် capital expenditure တွေလည်းရှိတယ်အဲ့ဒီ cost တွေက IT အတွက်သုံးတဲ့ cost တွေကပိုပြီးများလာတယ်။ဘာကြောင့်လဲဆိုတော့လုပ်ငန်းတွေကနည်းပညာကိုမိခိုပြီးတော့လှုပ်လာတာဖြစ်တဲ့အတွက်ကြောင့်မိမိတို့လုပ်ငန်းမှာရှိတဲ့တော်တော်များ develop ဖြစ်တဲ့လုပ်ငန်းတွေအရင်ကြီးမားတဲ့လုပ်ငန်းတွေဆိုရင်ကုန်ကျစရိတ် portion တော်တော်များကဒီဘိုင်းမှာသုံးလာတယ်။เนาะကျွန်တော် technology အတွက်သုံးလာတယ်။အဲ့လိုသုံးတဲ့စရိတ်တွေကတစ်ချိန်တစ်ခါသုံးတဲ့စရိတ်တွေရှိသလို one time cost တွေရှိသလို recurring ပေါ့နော်။ထပ်ခါတလဲလဲကုန်တဲ့စရိတ်တွေရှိလာတော့တွေ့ရတယ်။ဒါနံပါတ်1ချက်နံပါတ်2အချက်ကဘာတွေ့ရလဲဆိုကျွန်တော်ကလုပ်ငန်းမှာ assets တွေပိုင်ဆိုင်တာ assets တွေထဲမှာကျွန်တော် category ခွဲလိုက်မယ်ဆိုတော့တစ်ချိန်တော့ဆိုရင် physically မြင်ရတဲ့ assets တွေပဲရှိတယ်ယနေ့ဆိုရင် digital assets တွေဖြစ်လာ digital assets တွေဖြစ်လာဒါနဲ့ပတ်သက်ပြီးအားလုံးသိပြီးသားဖြစ်တယ် currency ကအစ digital currency ဆိုတာရှိလာတယ်အဲ့တော့ digital assets တွေရှိလာအဲ့တော့ဒီ digital assets တွေက physical assets နဲ့နေချခြင်းကွာတာအောင်တွေ့ရတယ်ဒါနဲ့ပတ်သက်ပြီးတော့ safeguarding လိုအပ်ချက်လိုလာတယ်ဒါကို better control လုပ်ဖို့လိုအပ်လာအဲ့ဒီအတွက်ကြောင့်ကျွန်တော်ကဒီနယ်ပယ်ကိုစစ်ဆေးဖို့အတွက်เนาะတတိယတစ်ချက်ကကြတော့ခုနပြောတဲ့ဒီ report တွေတင်ပြတဲ့ report တွေဟာတကယ်ပဲ integrity ရှိဖို့ credibility ဖြစ်ဖို့တကယ်ပဲလိုအပ်တဲ့အချိန်မှာရနိုင်ဖို့ confidentiality ကိုထိန်းနိုင်ဖို့ဒါနဲ့ပတ်သက်ပြီးလုပ်ငန်းတွေမှာ risk တွေရှိတယ်ဒီ risk တွေကို evaluation လုပ်ပြီးတော့ဒီ risk တွေနဲ့ပတ်သက်ပြီး control တွေပေါ့เนาะထိန်းချုပ်မှုနည်းတွေကဘယ်လောက်ထိ effectiveness ဖြစ်လဲဒါကိုစမ်းစစ်ဖို့ internal audit ရဲ့လိုအပ်ချက်ရှိလာနောက်ချက်ကကြတော့ဒီနေရာမှာ operation system တွေပေါ့နော် operation system တွေမှာ effectiveness and efficiency ရှိဖို့လုပ်ငန်းမှာလုပ်ဆောင်ရ operating system တွေကဘယ်လောက်ထိထိရောက်မှုရှိလဲဒါကိုစမ်းစစ်နိုင်ဖို့ပြီးတော့ဆက်လက်ပြီးတော့ဒီနေရာမှာ IT infrastructure ပေါ့နော် IT infrastructure လို့ပြောလိုက်ရင်ဒီနေရာမှာကျွန်တော်တို့ database ပါမယ် network ပါမယ် hardware ပါမယ် software ပါမယ်အဲ့ဒီ area တွေကိုကျွန်တော်တို့ထက်တဲ့ဝင်လုပ်ငန်းတွေကသုံးချလာတယ်ယနေ့ ERP စနစ်သုံးတဲ့လုပ်ငန်းတွေဆိုရင်နော်ခုနပြောတဲ့ area တွေအားလုံးကအရေးပါလာလုပ်ငန်းတွေကချိတ်ဆက်ပြီးလုပ်လာ online ကနေတစ်စင်လုပ်ငန်းတွေလုပ်လာအဲ့လိုလုပ်ငန်းတွေလုပ်လာတဲ့အခါမှာဒီ IT infrastructure ကြီးကဘယ်လောက်ထိလုပ်ငန်းအတွက်နော်အကျိုးပြုနေတယ်လဲဘယ်လောက်ထိထိရောက်မှုရှိတယ်လဲဘာတွေလိုအပ်ချက်တွေရှိနေတယ်လဲဘာတွေအားနည်းချက်တွေရှိနေတယ်လဲဘာတွေထပ်ပြီးတော့ဖြည့်ဆွတ်ဖို့လိုတယ်လဲဒါတွေကိုစမ်းစစ်ဖို့လိုအပ်လာနောက်တစ်ချက်ကကြတော့လုပ်ငန်းတွေမှာ data governance ဆိုတာရေးပါလာအဓိကတော့ data governance ဆိုတဲ့ပိုင်းကတော့လုပ်ငန်းအဖွဲ့အစည်းတွေကတခြားလူပုဂ္ဂိုလ်တွေရဲ့ချက်လက်တွေကိုအသုံးချပြီးလုပ်နေရတယ်ဥပမာအဖြစ် bank တွေပါတယ်ဥပမာအဖြစ် hospital တွေပါတယ်ဥပမာအဖြစ် insurance company တွေပါတယ်အဲ့လို service industry အဓိကတော့ service industry ကပိုရေးပါတော့တွေ့ရတယ် manufacturing တဲ့ပို့ပြီးတော့ဗောနော် service industry မှာဆိုရင်ကျွန်တော်က public ကို service ပေးနေတဲ့အတွက်ကြောင့် public ရဲ့အချက်လက်တွေကိုအသုံးချလာဒါဆိုအဲ့ဒီအချက်လက်တွေကိုစနစ်ကျထိန်းသိမ်းဖို့ဆိုတာအရေးပါလာဒီအတွက်ကြောင့် privacy ဆိုတာလုပ်ငန်းတွေကထိန်းမှုလိုအပ်လာအများပြည်သူရဲ့အချက်လက်တွေသူတို့ကင်ထားရဲဆိုရင်ဒီအချက်လက်တွေကို public domain နဲ့မရောက်ဖို့အတွက်သူတို့ထိန်းသိမ်းကာကွယ်ဖို့လိုအပ်လာဒီနေ့ထဲမှာပြင်ပကနေ attack တွေရှိလာမယ်ဆိုပါစို့ ransomware attack တို့เนาะဒီ cyber attack တွေအဲ့လို attack တွေရှိလာမယ်ဆိုဒီ attack တွေနဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့ recovery ပြန်ရဖို့အချိန်မီ recovery ပြန်ရနိုင်မှုလုပ်ငန်းပြန်ပြီးတော့ပုံမှန်တိုင်းပြန် run နိုင်ဖို့အဲ့ဒီအတွက်အစီအမံတွေလုပ်ဖို့လိုအပ်လာအဲ့ဒီအတွက်အဲ့ဒီအစီအမံတွေကဘယ်လောက်ထိထိရောက်မှုရှိလဲအဲ့ဒီအစီအမံတွေရဲ့လိုအပ်ချက်တွေကဘယ်လောက်ထိအရေးပါလဲဒါတွေကိုစမ်းစစ်ဖို့အတွက် internal audit ရဲ့ role ကပို့ပြီးတော့ကျေပြန့်လာအောင်တွေ့ရတယ်နောက်ဆက်လိုက်ပြီးတော့ခုန IT infrastructure နဲ့ပဲပတ်သက်ပြီးတော့ပြောမယ်ဆိုရင်တော့လုပ်ငန်းအဖွဲ့အစည်းတွေက system development တွေလုပ်လာနော် system development လုပ်တဲ့အခါမှာယနေ့ခေတ်မှာဆိုရင်ကျွန်တော်တို့ AI နည်းပညာတွေကိုလည်းသုံးလာအောင်တွေ့ရတယ်အဲ့လို AI နည်းပညာကိုသုံးပြီးတော့ system development လုပ်လာတဲ့အခါမှာကျွန်တော်တို့ဘာလုပ်လာလဲဆိုတော့အဲ့ဒီမှာ system မှာသုံးနေတဲ့ application တွေ database တွေ operation တွေ security resilience တွေဒါတွေနဲ့ပတ်သက်ပြီးတော့ စမ်းစစ်ဖို့အတွက်နောက်ပို့ပြီးတော့ sophisticated IS issue တွေပေါ့နော်ပို့ပြီးတော့ခင်မိတဲ့เนาะဒီ sensitive တီထွင်ထားတဲ့เนาะဒီ security issues တွေအထူးသဖြင့် transformation ပိုင်းပေါ့နော် digital transformation ပိုင်းအထူးသဖြင့် fintech တွေတိုးတက်လာတဲ့အပိုင်းယနေ့ခေတ်မှာလုပ်ငန်းတွေအနေနဲ့ကျွန်တော်တို့ဒီ digital currency တွေကိုသုံးလာတယ်ဥပမာအဖြစ် bitcoin လို digital currency တွေကိုသုံးလာတယ်နောက်ကျွန်တော်တို့ mobile banking တွေကိုသုံးလာတယ် banking မှာလည်းကျွန်တော်တို့ mobile banking တွေ internet ရဲ့အကူအညီနဲ့ bank transfer တွေလုပ်လာတော့တွေ့ရတယ်အဲ့လိုအနေအထားမျိုးတွေမှာဆိုရင်ကျွန်တော်တို့က security အရေးပါလာအဲ့တော့ security နဲ့ပဲနဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိစမ်းစစ်ဖို့နောက်လုပ်ငန်းဘယ်လောက်ထိထိရောက်မှုရှိတယ်ဆိုတော့သုံးသပ်ဖို့အတွက် internal audit ကဒီအထိကိုเนาะလုပ်ဖို့လိုအပ်လာတာကိုတွေ့ရတယ်နိုင်ငံတကာမှာဒီအထိကိုပြောင်းလဲတိုးတက်မှုတွေကိုကျွန်တော်တွေ့ရှိရတယ်
ဆက်လက်ပြီးတော့ဒီခုပြောတဲ့ terminology တွေတော်တော်များလုပ်ငန်းတွေရင်းနှီးပြီးသားဖြစ်တယ်အထူးသဖြင့် ERP Enterprise Resource Planning now Cloud Computing Mobile Device Management Artificial Intelligence AI Internet of Things Big Data စသဖြင့်ဒါတွေကိုကြည်ကြဲပြန်သုံးလာတဲ့အတွက်ကြောင့်ဒီနယ်ပယ်တွေမှာဘယ်လောက်ထိ risk တွေရှိလဲဘယ်လောက်ထိ governance ကကောင်းလဲဘယ်လောက်ထိ control တွေကထိအောင်လို့ရှိလဲဒါတွေကိုစမ်းစစ်ဖို့လိုပါလားတကယ်လို့အဲ့ဒါတွေကိုစမ်းစစ်ခြင်းမရှိဘူးဆိုရင် internal audit ရဲ့အဝန်းဝိုင်းကနေပြီးတော့เนาะလွတ်နေတယ်လွတ်ကင်းနေတယ်ဆိုရင်တော့ဒီနေရာမှာဘာဖြစ်လာနိုင်လဲဆိုရင်နောက်ပိုင်းမှာလုပ်ငန်းတွေကเนาะ severe risk တွေပေါ့နော်เนาะပြင်းထန်တဲ့ risk တွေတနည်းအားဖြင့်လုပ်ငန်းရဲ့ reputation ဆုံးရှုံးမှုတွေငွေကြေးဆုံးရှုံးမှုတွေတချို့ကိစ္စတွေမှာဈေးတွေကတော့တုံလိုက်တဲ့အတိုင်းပဲထိုက်တဲ့ benefit တော့ပြန်မရတာမျိုးပေါ့နော်ဒါမျိုး issue တွေရှိလာနောက်ဆက်လက်ပြီးတော့ရှေ့မှာကျွန်တော်တို့ဆွေးnwe့ခဲ့သလိုပဲအထူးသဖြင့် business continuity incident management security event disaster recovery စသဖြင့်ဒီနယ်ပယ်တွေကိုပါเนาะလုပ်ငန်းတွေကပို့ပြီးတော့ကြည်ကြဲပြန်လုပ်ဖို့လိုအပ်လာတယ်။ဘာကြောင့်လဲဆိုတော့မမျှော်လင့်တဲ့ဖြစ်ရပ်တွေကမကြာခဏကြုံရတာဖြစ်တဲ့အတွက်ကြောင့်လုပ်ငန်းစစ်စမ်းပြရပ်တည်နိုင်မှုအတွက်နောက်တစ်ချက်ကကြောင့်လုပ်ငန်းတွေရပ်တည်နိုင်မှုတွေယနေ့ခေတ်မှာနည်းပညာရဲ့အကူအညီနဲ့ပဲသွားနေရတာဖြစ်တယ်။ဒါကြောင့်မလို့ဒီနေရာမှာ IT နယ်ပယ်ကပို့ပြီးတော့အရေးပါလာအဲ့လိုအရေးပါလာတဲ့အတွက်ကြောင့်အဲ့ဒီနယ်ပယ်ကိုစမ်းစစ်ဖို့အတွက်ဆိုတာ internal audit ရဲ့တာဝန်ကပိုကြီးလာတယ်ပေါ့နော်အဲ့လိုပိုကြီးလာတဲ့အတွက်ကြောင့် internal audit တွေအနေနဲ့ပို့ပြီးတော့ upgrade လုပ်ဖို့လိုအပ်လာ IT audit ကိုပါပို့ပြီးကြကြပြင်းထဲဝင်သိဖို့အတွက်နားလည်ဖို့အတွက်ဒါကိုလက်တွေ့အသုံးချနိုင်ဖို့အတွက်လိုအပ်လာတော့ကျွန်တော်တွေ့ရတယ်ဒါနဲ့ပတ်သက်ပြီးတော့ဒီနေ့ချက်ချင်းလိုလာဆိုတချို့ကိစ္စတွေမှာတချို့လုပ်ငန်းတွေကဒီနေ့ချက်ချင်းမလိုတာလည်းဖြစ်နိုင်တချို့လုပ်ငန်းတွေကတော့ယနေ့လိုနေတာဖြစ်နိုင်လိုပေမဲ့လည်းလုံလောက်တဲ့ capability မရှိတာဖြစ်နိုင်เนาะလုံလောက်တဲ့ capability မရှိတဲ့အတွက်လိုနေတာတော့သိတယ်ဒါပေမဲ့လုပ်လို့မရသေးဘူးဆိုတာကိုအတိအမှတ်ပြုထားတာမျိုးဖြစ်နိုင်တယ်တချို့ကလည်းလုံလောက်တဲ့ capability မရှိသေးဘူးเนาะလိုနေတာသိတယ်ဒါပေမဲ့လုပ်ဖို့အတွက်တခြား agenda တွေပေါ့နော် agenda တွေကအများကြီးရှိတဲ့အတွက်ကြောင့် priority list ထဲမှာမရှိတာလည်းဖြစ်နိုင်တယ်ဒါပေမဲ့တချို့လုပ်ငန်းတွေကတော့ဒါကိုသိနေပြီဒါကိုလက်တွေ့လည်းအကောင်းတယ်ပေါ်နေတာလည်းတွေ့နိုင်တယ်ဒါကတော့ international အဝန်းဝိုင်းမှာရှိတဲ့လုပ်ငန်းတွေဆိုကျွန်တော်တွေ့ရတယ်ပေါ့နော်ဒီလိုလက်တွေ့အကောင်းတယ်ပေါ်မှုတွေရှိလာတော့တွေ့ရတယ်အဲ့တော့ဆက်လက်ပြီးတော့လုပ်ငန်းတိုင်းကလိုမလားဆိုတော့ဖြေရမဟုတ်ဘူးအခုနပြောတဲ့ IT audit ဆိုတဲ့နယ်ပယ်ကနော် internal audit ကို upgrade လုပ်ဖို့လိုအပ်ချက်ကကျွန်တော်အမြင်အရလုပ်ငန်းတိုင်းမလို့ဒါဆိုဘယ်လိုလုပ်ငန်းတွေလုပ်မလဲဆိုရင် retail wholesale လုပ်မယ်။ဘာကြောင့်လဲဆိုတော့ online နဲ့အကူအညီနဲ့လုပ်နေတာဖြစ်တဲ့အတွက်နောက် bank တွေလုပ်မယ်။ပြီးတော့ hospital တွေလုပ်မယ်။ဘာကြောင့်လဲဆိုတော့ personal data တွေကိုအသုံးချပြီးလုပ်ငန်းလုပ်နေတယ်။နောက်ယနေ့ခေတ်မှာ hospital ရဲ့ကျွန်တော်တို့ဒီတော်တော်များများဒီ hospital တုံးတဲ့ facility အားလုံးကရှိသမျှ facility အားလုံးနှီးပါက digital transformation လုပ်ထားတာဖြစ်တယ်။နည်းပညာရဲ့အကူအညီနဲ့ run နေတာဖြစ်တယ်။ဒါကြောင့်မလို့ဒီနေ့ပဲမှာเนาะ hospital တွေမှာပို့လို့မယ်။နောက် insurance company personal data တွေကိုအသုံးချနေရတယ်။နောက် online ကနေပြီးတော့ service တွေပေးနေတယ် data ဒီလုပ်ငန်းတွေလုပ်မယ်။နောက် ITIS service တွေပေးတဲ့လုပ်ငန်းတွေပြီးတော့ telecom company တွေပြီးတော့ hotel တွေလုပ်မယ်။ဘာကြောင့်လဲဆိုတော့ online service တွေပေးနေတဲ့အတွက်နောက် education establishment တွေသူတို့ကကြတော့လေအထူးသဖြင့် personal data တွေကိုအသုံးချနေတာဖြစ်တယ် privacy ကို protection လုပ်ဖို့လိုတယ်နိုင်ငံတကာနယ်ပယ်မှာဆိုရင် privacy law တွေရှိလာတယ်အဲ့ဒါတွေအားလုံးကိုလိုက်နာဖို့အတွက်เนาะကျွန်တော်အများအားဆန်းစစ်နေဖို့လိုတယ်ဒီကြောင့် education နဲ့ပတ်သက်တဲ့လုပ်ငန်းတွေလုပ်မယ်နောက် fintech financial technology နဲ့ဆက်စပ်တဲ့လုပ်ငန်းတွေလုပ်မယ်ပြီးတော့ professional service firm တွေပေါ့နော်အထူးသဖြင့် accounting firm တွေ audit firm တွေဒီလုပ်ငန်းတွေကလည်းခုနပြောတဲ့ confidentiality ဆိုတာတိတ်အရေးကြီးတယ်ဒီလုပ်ငန်းတွေက confidentiality ကိုထိန်းဖို့အတွက်တခါဒါ confidentiality လို့ပြောလိုက်ရင်ကျွန်တော်ကနီးပညာရဲ့အကူအညီနဲ့ business တွေကို run နေတာဖြစ်တယ်အဲ့ဒါကြောင့်နီးပညာရှုတော့ကနေပြီးတော့ confidentiality ဘယ်လောက်ထိရောက်ဖြစ်ဖို့လိုလဲဆိုတော့เนาะကျွန်တော်စမ်းစစ်နိုင်မှုအတွက်သုံးသပ်နိုင်မှုအတွက်เนาะဒါတွေကို internal audit ရဲ့အရေးပါမှုเนาะ IT audit ရဲ့အရေးပါမှုကျွန်တော်တို့တွေ့ရတယ်အဲ့တော့ဆက်လက်ပြီးတော့ကျွန်တော်တို့ primary purpose ကိုကြည့်မယ်အဲ့တော့ဒီ training ရဲ့အဓိကရည်ရွယ်ချက်ဒီ IT audit training ဆိုတာရဲ့အဓိကရည်ရွယ်ချက်ကဘာလဲဆိုတော့ခုနကကျွန်တော်ဆွေးနွေးခဲ့သလိုပဲ internal auditor တွေရဲ့เนาะဒီ gap လေးပေါ့နော်သူတို့မှာလိုအပ်တဲ့ technical knowledge နဲ့ competency ပေါ့အထူးသဖြင့် IT governance risk audit security compliance control ပေါ့ဒီနယ်ပယ်တွေမှာသူတို့ပို့ပြီးတော့တိုးတက်ဖို့ရည်ရွယ်ချက်နဲ့ဒီ training ကเนาะ develop လုပ်ထားတာဖြစ်တယ် design လုပ်ထားတာဖြစ်တယ်ပြီးတဲ့အခါမှာဒီ training ကသူက enhancing capability of internal auditor တွေရဲ့ရည်ချင်းတွေကိုတိုးတက်ဖို့အတွက်အထူးသဖြင့်ခုနကပြောခဲ့သလိုပဲကျွန်တော်တို့ပြောင်းလဲလာတဲ့ landscape ပေါ့နော်ပြောင်းလဲလာတဲ့ပတ်ဝန်းကျင်နယ်ပယ်မှာ culture တွေလည်းပြောင်းလာတယ်တစ်ဖက်က demand ဖြစ်လာ profession မှာ demand ဖြစ်လာ
သူတို့ရဲ့เนาะဒီစစ်ဆေးမှုနယ်ပယ်ကပိုပြီးချဲ့ထွင်ဖို့လိုအပ်လာအဲ့လိုလိုအပ်လာတဲ့အတွက်ကြောင့်ဒီ IT audit training ဆိုတာလိုလာဖြစ်တယ်နောက်ချက်ကကြတော့ဒီညမှာဒီ program ကဘာအတွက်အထောက်အကူပြုမယ်ဆိုအထူးသဖြင့် IT governance နယ်ပယ်အဓိက basically ကတော့ IT auditor တွေအတွက်ရည်ရွယ်တယ် internal auditor တွေအတွက်ရည်ရွယ်တယ်ဒါပေမဲ့တချို့သော professionals တွေရှိတယ်အထူးသဖြင့် risk တွေ governance တွေ security professionals တွေသူတို့အနေနဲ့လည်းဒီ training လိုမျိုးစိတ်ဝင်စားရင်သူတို့အနေနဲ့ join လို့ရတယ်ပေါ့နော်အဲ့တော့ဆက်လက်ပြီးတော့နောက်ဒီ IT audit function လို့ပြောလိုက်ရင်ကျွန်တော်ကเนาะအခုဒီမှာတွေ့တဲ့အတိုင်းပဲကျွန်တော်ဒီတစ်ချိန်တော့ဆိုရင်တော့ financial audit ပဲတွေ့ရတယ်ပေါ့နော်အခုဆိုရင်တော့လုပ်ငန်းဖွဲ့စည်းတွေက develop ဖြစ်လာတဲ့အတွက်ကြောင့် IT audit ဆိုတဲ့နယ်ပယ်တစ်ခုရှိလာတော့တွေ့ရတယ်ဒါ new profession ဖြစ်တယ်အဲ့တော့ဒီ profession ပြောင်းလဲမှုကကျွန်တော် industry ကအတိအမှတ်ပြုထားတဲ့အကြောင်းအရာဆိုနှစ်30ကျော်ပဲရှိတယ်နှစ်30ကျော်ပဲရှိတယ်အထူးသဖြင့်ဒီကျွန်တော်တို့ဒီ financial audit ဆိုတာတော့နှစ်100နီးပါးလောက်ရှိပြီ profession ရဲ့တက်တန်းကိုကြည့်မယ်ဆိုနှစ်100လောက်ရှိပြီ financial audit စပြီးတော့เนาะအစကနော်ဦးပြောခဲ့တာရဲ့တက်တန်းကိုကြည့်မယ်ဆိုနှစ်100ပတ်ဝန်းကျင်လောက်ရှိပြီဒါပေမဲ့ IT audit ကကြတော့အလောက်တက်တန်းမရင့်သေးဘူးသူကဒီပညာနဲ့ဆက်ဆက်ပြီးဖြစ်ပေါ်လာတာဖြစ်တဲ့ကြောင့်သူကဒီ IT နယ်ပယ်က develop ဖြစ်လာတာနှစ်60ပဲရှိသေးတယ်ဒါဆိုရင်အဲ့ဒီ IT နဲ့ပတ်သက်တဲ့ audit နယ်ပယ်ကတိုးတက်လာတာတော့နှစ်30ပတ်ဝန်းကျင်ပဲရှိသေးတယ်ပေါ့နော်ယနေ့အထိအဲ့တော့ဆက်လက်ပြီးတော့ကျွန်တော်ဒီ IT audit role ကပါတယ်လေပေါ့နော် IT audit လုပ်မှဆိုရင်ပဲသူတို့ရဲ့အခန်းကဏ္ဍပါတယ်လေပေါ့အဲ့တော့ဒီနေရာမှာ information systems လို့ပြောလိုက်ရင်ကျွန်တော်က people ရဲ့ process ရဲ့ technology ရဲ့အခန်းကဏ္ဍ3ခုပါတယ် people ရဲ့ process ရဲ့ technology အခန်းကဏ္ဍ3ခုပါတယ်အဲ့ဒီအခန်းကဏ္ဍ3ခုမှာ data တွေကို input လုပ်တယ် data တွေကို process လုပ်တယ် data တွေ output တွေထွက်လာတယ် data တွေကို transmission လုပ်တယ်ဒီ process တွေက run နေတာဖြစ်တယ်အဲ့ဒီ process ရဲ့ effectiveness ကို evaluate လုပ်ဖို့ရည်ရွယ်ချက်ဖြစ်တယ်အဲ့ကြောင့်ဒီနေရာမှာဒီ process effectiveness ကို evaluate လုပ်ဖို့အတွက်ဆိုရင်တော့ဘာတွေပါလာမလဲဆိုရင်တော့ business process ပါမယ် application ပါမယ် database ပါမယ် network ပါမယ်ပြီးတော့နောက်တချို့လုပ်ငန်းတွေ data center တွေရှိလာတယ်အဲ့လို data center တွေနဲ့ပတ်သက်ပြီးတော့လည်း assessment တွေ evaluation တွေလုပ်ဖို့လိုအပ်လာအဲ့ကြောင့်ဒီနေရာမှာဒီ internal audit အနေနဲ့သူက internationally qualify ဖြစ်ဖို့ဆိုရင်တော့ certified internal auditor ဆိုတဲ့เนาะ qualification ကို assess လုပ်လို့ရှိတယ်ဒါပေမဲ့အဲ့ဒီ certified internal auditor တွေကဒီ IT audit နယ်ပယ်ကိုထပ်ပြီးတော့သွားမယ်ဆိုရင်တော့သူက CISA ဆိုတဲ့ qualification ကို assess လုပ်အောင်မှာဖြစ်တယ်ဒါပါလဲဆိုရင်တော့ CISA ဆိုတာကျွန်တော် online ကနေပြီးတော့ check လုပ်လို့လည်းရတယ် certified information system auditor လို့ခေါ်တယ် information system နဲ့ပတ်သက်ပြီးတော့ auditor လုပ်ဖို့အတွက်အရေးချင်းပြည့်မီတဲ့သူတွေကို certify လုပ်ပေးထားတာဖြစ်တယ်ဒါကိုကျွန်တော်က CISA CISA လို့ခေါ်တယ်အဲ့တော့ဒီ CISA qualification ကိုဘယ်သူတွေကယူလေးရှိလဲဆိုရင်များသောအားဖြင့်တော့ဒီနိုင်ငံတကာမှာဆိုရင် certified internal auditor ပြီးမြောက်သွားတဲ့သူတွေကဒီ CISA qualification ဆက်ပြီးသွားလေးရှိပေါ့အဲ့တော့ဒါဆိုရင်တော့လုံးဝ fully qualified ဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့နော် problem ကပါလဲဆိုဒီ CISA qualification တန်းသွားမယ်ဆိုရင်အခက်အခဲရှိတယ်ဘာကြောင့်လဲဆိုဒီအပိုင်းက IT focus အများကြီးပါလာခုနပြောလို့ပဲ data center ဆိုတာဘာတွေလုပ်နေရလဲ database ကပါလဲ network ကပါလဲဒါနဲ့ပတ်သက်တဲ့နည်းပညာတွေကိုနားလည်ဖို့လိုရတယ် application တွေရဲ့ function တွေကပါလဲ database မှာဘယ်လို design တွေရှိလဲစသဖြင့်ပေါ့နော်အဲ့ဒီ knowledge တွေကကြတော့ IT နယ်ပယ်နဲ့ဆက်ဆက်နေတဲ့ knowledge တွေဖြစ်တယ်အဲ့တော့ဥပမာ example နဲ့ certified internal auditor တယောက်ပဲဖြစ်ဖြစ်ခုနကတော့ financial qualified person ပေါ့နော် internal audit department မှာလုပ်နေတဲ့ financially qualified person ဖြစ်တယ်ဥပမာပြ FCCA တို့ CPA တို့ပေါ့နော် ACCA တို့ CPA တို့စသဖြင့်ပေါ့အဲ့လို qualified person တွေအနေနဲ့เนาะဒီ CISA CISA ဆိုတဲ့ qualification ကိုတန်းပြီးသွားဖို့ဆိုရင်သူတို့မှာအခက်အခဲအများကြီးရှိတယ်အဲ့ဒီအခက်အခဲအပါကြီးလဲဆိုရင်တော့ကျွန်တော်ဒီနည်းပညာပိုင်းဆိုင်ရာပေါ့နော်အထူးသဖြင့် operation technology information technology ဒီနည်းပညာပိုင်းဆိုင်ရာကိုသူတို့ knowledge လောလောဆယ်မရှိသေးဘူးဆိုရင်လောလောဆယ်အတွေ့အကြုံနည်းသေးတယ်ဆိုရင်ဒီနေရာမှာဒီစာမွဲဟာတော်တော်အခက်အခဲရှိတယ်အဲ့တော့ဒါကြောင့်မလို့ဒီနေရာမှာဘာလို့လဲဆိုတော့ဒီ gap လေးကိုဖြည့်ဆည်းဖို့လိုအပ်လာတယ်ပေါ့နော်ဒီစာမွဲဖြည့်ဖို့ရောတစ်ဖက်ကလည်းလုပ်ငန်းခွင်အတွေ့အကြုံရဖို့ gap လေးရှိလာတယ်ဒီ gap တွေကိုဖြည့်ဆည်းဖို့လိုလာတဲ့အတွက်ကြောင့်ဒီ IT audit function ကိုကျွန်တော်ကဒီခုနပြောတဲ့ syllabus ပေါ့နော် CISA syllabus ကို base လုပ်တယ်ပြီးတော့ practical နယ်ပယ်ကို base လုပ်တယ်အဲ့လိုနယ်ပယ်ကို base လုပ်ပြီးတော့ကျွန်တော်အနေနဲ့เนาะအဓိကကတော့2024ရာစပြီးတော့ဒါလုပ်ငန်းလက်တွေ့အတွေ့အကြုံရောနောက်ကျွန်တော်ရဲ့လွန်ခဲ့တဲ့နှစ်20အတွေ့အကြုံရောနောက်ဒီ2019နောက်ပိုင်းကရလာတဲ့ဒီ IT audit နယ်ပယ်နဲ့ပတ်သက်တဲ့အတွေ့အကြုံဒါတွေကိုပေါင်းစပ်ပြီးတော့ကျွန်တော်အနေနဲ့
course တစ်ခု design လုပ်ခဲ့တာဖြစ်တယ်အဲ့ course ကိုကျွန်တော်အခု define လုပ်ခဲ့တာတော့ ID audit course ဆိုပြီးတော့ပြောတာဖြစ်တယ်။ဒီ ID audit course မှာအားလုံး domain မှာเนาะ10ခု module 10ခုပါမယ်ပေါ့เนาะ module 10ခုပါမယ်။ module 10ခုအတွက်ပထမ batch နှစ်ခုမှာတော့နိုင်100ပဲ train လုပ်ခဲ့တာဖြစ်တယ်။ဒါပေမဲ့နောက်ပိုင်းမှာကျတော့ကျွန်တော်အခုလေးလာစမ်းစစ်လာတဲ့အခါကျတော့ထပ်ပြီးတော့လိုအပ်ချက်ရှိလာတဲ့အတွက်ကြောင့်နိုင်120ပေါ့เนาะ target ရှိလာတော့တွေ့ရတယ်။အဲ့တော့ဒီနိုင်120မှာဘယ် area တွေကိုကျွန်တော်အဓိက training ပေးမှာလဲပေါ့เนาะဆိုတော့အားလုံးခေါင်းစဉ်10ခုပေါ့နော် module 10ခုရှိမယ်တချို့ module တွေက10နာရီဖြစ်တယ်တချို့ module တွေက9:20ဖြစ်တယ်ဥပမာအဖြစ်ပထမဦးဆုံး awareness ကစမှာပေါ့နော် module 1ဆိုရင် awareness ကစမယ် ID governance risk audit ဒီ awareness ပိုင်း10နာရီရှိမယ်ပြီးတော့နောက်ဒုတိယဆိုရင်တော့ကျွန်တော်ဒီ information security control ပိုင်းရှိမယ်ဒါကတော့ ISO 27002ပေါ့နော်ISO 27002ရဲ့เนาะဒီISO 27002ရဲ့ပြဋ္ဌာန်းချက်တွေပေါ့အထူးသဖြင့် ISO 27002မှာ information security နဲ့ပဲနဲ့ပတ်သက်ပြီးတော့ control တွေပေါ့နော် control တွေ define လုပ်တာအားလုံးစုစုပေါင်း control ပေါင်း93ခုရှိတယ်အဲ control 93ခုကကျွန်တော်တို့ဒီနယ်ပယ်၄ခုကိုကိုစားပြုတယ်နံပါတ်1နယ်ပယ်ကကြောင့်လုပ်ငန်းဖွဲ့စည်းပုံနယ်ပယ်ပေါ့နော် organizational control လို့ခေါ်တယ်နံပါတ်2နယ်ပယ်ကကြောင့်လူပုဂ္ဂိုလ်ရဲ့နယ်ပယ်ဖြစ်တယ် people control လို့ခေါ်တယ်နံပါတ်3နယ်ပယ်ကကြတော့ physical control ဖြစ်တယ်တကယ်လက်တွေ့မြင်နေတဲ့အကြောင်းအရာတွေကို control ပိုင်းဖြစ်တယ်နံပါတ်4 control ကတော့နည်းပညာပိုင်းဆိုင်ရာ control ဖြစ်တယ်ဒါကို technological control လို့ခေါ်တယ်အဲ့ဒီ control တွေကိုကျွန်တော်တို့လေ့လာမှာဖြစ်တယ်အဲ့ဒါကတော့ခုနကကျွန်တော်တို့ ISO 27002ကို refer လုပ်ပြီးတော့ဒီ control တွေကလုပ်ငန်းအဖွဲ့အစည်းတွေအတွက်အမှန်တကယ်လိုအပ်တဲ့ control တွေဖြစ်တယ်အဲ့တော့ဒီ control တွေကို awareness ဖြစ်အောင်ကျွန်တော်တို့เนาะ module 2မှာလေ့လာမယ်module 3မှာကျတော့ ID audit framework ကိုလေ့လာမယ်ဒါကတော့ ISA ကเนาะထုတ်ပြန်လာတဲ့ဒီ framework တစ်ခုဖြစ်တဲ့ ID ရဲ့ကျွန်တော်တို့ဒီဟာနဲ့ပတ်သက်ပြီးတော့ရခင်တော့ကလည်း awareness training တွေပေးခဲ့တယ်အဲ့ဒီ level ကိုကျွန်တော်တို့10နာရီလေ့လာမယ်ပြီးတော့ other applicable ID audit framework ဆိုတာကို10နာရီရှိမယ်ပြီးတော့ risk based audit ဆိုတဲ့ဘိုင်းဟာ10နာရီရှိမယ်ပြီးတော့ ID infrastructure သူနဲ့ဆက်စပ်တဲ့ risk and control infrastructure ကိုပဲကြည့်တာမဟုတ်ကျွန်တော် ID infrastructure လို့ပြောလိုက်ရင်hardware တွေ software တွေ network တွေเนาะဒါတွေပါလာဒါပေမဲ့ hardware software network database ဒါတွေပါလာပြီမဲ့အဲ့ဒီပါလာတဲ့အကြောင်းအရာတွေကိုကျွန်တော်အဲ့ဒီအကြောင်းအရာတိုင်းလေ့လာတာမဟုတ်ဘူးအဲ့ဒီအကြောင်းအရာတွေမှာဘာ risk တွေရှိလဲဒါတွေနဲ့ပတ်သက်ပြီးဘာ control တွေလုပ်တင်လဲဒါကိုပြော control design ကိုပါစဉ်းစားတာဖြစ်တယ်ဘာကြောင့်လဲဆိုတော့ internal auditor တွေအတွက်အားလုံးသိပြီးသားဖြစ်တယ် control ကတိတ်ရေးကြည့်တယ်အဲ့တော့အဲ့ဒီ control design ကိုကျွန်တော်လေ့လာတဲ့အပိုင်းဖြစ်ကျွန်တော်ရဲ့ approach က IT တက်တက်မဟုတ်ဘူးIT တက်တက်မဟုတ်ဒီ IT နယ်ပယ်နဲ့ဆက်ဆက်နေတဲ့ control တွေကိုကျွန်တော် study လုပ်တာဖြစ်တယ်ပြီးတော့ဒီနံပါတ်9 module 7ကကျတော့တော်တော်များရင်းနှီးပြီးသားဖြစ်တယ်ကျွန်တော် IT နယ်ပယ်ရဲ့ဟို traditional training မှာကိုဒါတွေပါပြီးသားဖြစ်တယ် general နဲ့ application control ပေါ့နော်ကျွန်တော် software တွေစပြီးတော့အသုံးချတဲ့အချိန်မှာကလေးကဒီ control တွေကရင်းနှီးပြီးသားဖြစ်တယ်နော် general control နဲ့ application control အဲ့ဒါနဲ့ပတ်သက်ပြီးတော့920ရှိမယ်ပြီးတော့နောက် technical know how နဲ့ပတ်သက်ပြီးတော့အထူးသဖြင့် specific ID audit domain ပေါ့ specific ID audit domain ဆိုတော့ခေတ်နဲ့အညီပြောင်းလဲလာတဲ့အကြောင်းအရာတွေပေါ့အထူးသဖြင့်ဒီ blockchain တို့နည်းပညာအသစ်တွေပေါ့နော် blockchain နည်းပညာတို့နောက် robotic process automation လို့နည်းပညာတို့အဲ့နည်းပညာတွေနဲ့ပတ်သက်တဲ့ knowledge ပေါ့အဲ့ ID audit domain မှာအဓိက knowledge နောက် IoT ပေါ့ Internet of Things နဲ့ပတ်သက်တဲ့နည်းပညာတွေပေါ့အဲ့ဒါနဲ့ပတ်သက်တဲ့เนาะဘာတွေ risk တွေရှိတယ်အဲ့လိုနည်းပညာတွေမှာဘာ risk တွေရှိတယ်အဲ့ risk တွေကိုကျွန်တော် awareness ဖြစ်အောင်လေ့လာတဲ့အပိုင်းကဒါ10နာရီရှိမယ်နောက်တစ်ချက်ကကြတော့အထူးသဖြင့်လုပ်ငန်းအဖွဲ့အစည်းတွေက access တွေနဲ့ပတ်သက်ပြီးတော့เนาะ ID access တွေကိုစနစ်တကျ inventory အနေနဲ့เนาะထိမ့်သိမ့်မှုကတိတ်ရေးကြည့်တယ်ဘာလဲဆိုရင်တချို့လုပ်ငန်းတော်တော်များကျွန်တော်လက်ရှိ physically မြင်တဲ့ access တွေကိုပဲဒါ access လို့เนาะကျွန်တော် balance sheet ထဲမှာเนาะဒီ asset register ထဲမှာပေါ်ပြလေးရှိတာကိုတွေ့ရတယ်ဒါပေမဲ့လက်တွေ့မှာကျွန်တော်စဉ်းစားကြည့်လို့ရတယ် physically မြင်တဲ့ access တွေအပြင်မိမိတို့လုပ်ငန်းမှာပိုင်ဆိုင်နေတဲ့ digital access တွေအများကြီးရှိတယ် digital access တွေကကျွန်တော်ဥပမာ software တွေဖြစ်နိုင်ဥပမာမျိုး customer database ဖြစ်နိုင်ဒါတွေက digital access တွေဖြစ်တယ်ဒါပေမဲ့အဲ့ဒီ software တွေ customer database တွေကိုကျွန်တော်တို့ကဒါကို access လို့အတိအမှတ်မပြုအထူးသဖြင့်ပေါ့နော်ဟို software ကိုအတိအမှတ်ပြုရင်တော့မှ database ကို financially evaluation လုပ်လို့မရတဲ့ balance sheet မှာ database ရဲ့တန်ဖိုးဘယ်လောက်ဆိုပြီးတော့ customer database ရဲ့တန်ဖိုးဘယ်လောက်ဆိုပြီးတော့ကျွန်တော်ဖော်ပြလေးမရှိဘူးဒါပေမဲ့ကျွန်တော်ပြန်စဉ်းစားကြည့်လို့ရတယ်လုပ်ငန်းလှုပ်ဆောင်မှုအတွက်ဒီ customer database မရှိဘဲနဲ့လုပ်ငန်းလုပ်လို့မရဘူး customer database ရှိမှသာလေကျွန်တော် sales function လည်း run လုပ်ရမယ်
เนาะ customer database ရှိမှသာလေ receiver function တွေ run လို့ရမယ် cache function တွေ run လို့ရမယ်ကျွန်တော်ဆက်နေတဲ့ function တွေ run လို့ရအဲ့လိုပဲ supplier database ရှိမှသာလေ purchase function တွေ run လို့ရမယ်အဲ့လိုပဲ payment function တွေ run လို့ရဆိုတော့တကယ် business တွေ run ဖို့အတွက်ဒီ database တွေကအရင်တန်ဖို့ရှိတယ်အရင်ရေးပါဒါပေမဲ့ကျွန်တော်ရဲ့ balance sheet ကိုကြည့်လိုက်ရင် financially ဒီ database တွေဘယ်လောက်တန်တယ်ဆိုတော့ evaluation လုပ်ထားတာမရှိဘူးအဲ့တော့ပြောချင်တာကလည်း assets တွေကို recognize မလုပ်ထားဘူးပြောချင်တာ digital assets တွေကို recognize မလုပ်ထားဘူးအဲ့တော့ဒီအချက်ကကျွန်တော် financially recognize မလုပ်တာမှားတယ်လို့ပြောတာမဟုတ်မှန်တယ် financially recognize မလုပ်တာမှန်တယ်ဘာကြောင့်လဲဆိုတော့ financially evaluation လုပ်လို့မရလို့ဖြစ်တယ်လုပ်မယ်ဆိုလဲခက်ခဲလို့ဖြစ်တယ်ဒါမလုပ်တာမှန်ဒါပေမဲ့မလုပ်ပေမဲ့ကျွန်တော်က out of the balance sheet မှာရှိရမယ့် assets တွေကဒါတွေဖြစ်တယ်ဆိုတော့အတိမတ်ပြုဖို့လိုတယ် balance sheet မဟုတ်ပေမဲ့ balance sheet ပြင်ပမှာထားမယ် assets တွေဒီ assets တွေကိုကျွန်တော်စနစ်ကြအတိမတ်ပြုဖို့လိုလာတယ်အဲကြောင့်ကျွန်တော်ကဒီ domain 9မှာအဲ့ဒါကိုကျွန်တော်အဓိက focus လုပ်ပြီးလေ့လာမှာဖြစ်တယ်နောက်ဆုံး domain 10ကကြတော့အခုကျွန်တော် recently ဓာတ်ပြီးတော့တိုးလိုက်တဲ့ domain ဖြစ်တယ်ဒီ domain ကကြ AI နဲ့ပတ်သက်ပြီး audit program ပေါ့နော်ယနေ့ AI audit program ကလိုလားလို့မလိုသေးဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ AI နည်းပညာသုံးမှမသုံးသေးတာဒါပေမဲ့တခုရှိတာလုပ်ငန်းတွေကတချို့ကခြေရစပြီးတော့ကျင်နေပြီ AI နည်းပညာကိုသုံးဖို့အတွက်ကျွန်တော်မိတ်ဆွေလုပ်ငန်းရှင်တချို့ဆိုရင်သူက AI နည်းပညာကိုသုံးဖို့လဲသူစပြီးတော့စိတ်ကူးရှိလာပြီစပြီးရင်းနှီးမြှုပ်နှံမှုလုပ်ဖို့လဲသူတို့ပြင်ဆင်လာပြီသူတို့နယ်ပယ်မှာဘယ် area တွေတော့ဖြစ် AI ရဲ့အကူအညီနဲ့ run ဖို့လိုလဲဆိုတော့သူတို့စမ်းစစ်လာပြီအဲ့လိုအနေထားမျိုးမှာကျွန်တော်ကအခုတွေကဒီ internal auditor တွေအနေနဲ့ဒီ knowledge တွေရှိထားမယ်ဆိုရင်ခုနပြောလို့ပေါ့နော်ဒီ conceptualization အဆင့်เนาะဒီ idea exploration အဆင့်ပြီးတော့နောက်ကျွန်တော်တို့ဒီ deployment အဆင့်development အဆင့်ပြီးတော့ design အဆင့်ပေါ့ပြော idea generation ပြီးရင် design အဆင့်ပြီးရင် deployment အဆင့်deployment အဆင့်မရောက်ခင် development အဆင့်ပြီးရင် deployment အဆင့်အဲ့လိုအဆင့်စဉ်မှာကျွန်တော်တို့ရှိနိုင်တဲ့ risk တွေပေါ့နော်ဒီ risk တွေကိုစမ်းစစ်နိုင်မှုအတွက်ဒါအကြီးကြိုပြီးတော့ကျွန်တော်လေ့လာထားအောင်အဓိကတော့ဘာလို့မြင်တာလဲဆိုရင်တော့နံပါတ်1 AI ရဲ့ decision ကကျွန်တော်ကနံပါတ်1 accountability အဓိက main ကျွန်တော်စဉ်းစားကြည့်လို့ရရင်တော့အားလုံးဒီ idea ထုတ်လို့ရတယ်ကျွန်တော် AI ရဲ့ decision ကိုယူလိုက်တယ်ကဲဟုတ်ပြီအဲ့ဒီ decision ကိုကျွန်တော် decision တိုင်းလက်တွေ့ကောင်းတယ်ပေါ်တယ်ဆိုပါလို့ဥပမာ example အနေနဲ့ရိုးလေးစဉ်းစားကြည့်မယ်နော် AI ကနေပြီးတော့ထမင်းကိုချက်ဖို့အတွက်လမ်းညွှန်ပေးထားရဲဆိုပါလို့ဒါပြီးရင်ဒါလို့ဆိုလမ်းညွှန်မှုပေးထား AI ရဲ့ပြောတဲ့အတိုင်းထမင်းကိုတည်လိုက်တယ်ကျွန်တော်ထမင်းကိုမတည်တတ်တဲ့လူက AI ရဲ့အကူအညီနဲ့ထမင်းကိုတည်လိုက်တဲ့ချိန်ထမင်းကိုတူးသွားတယ်ဆိုရင်ဘယ်သူတောင်းယူမလဲအဲ့ဒီ AI ကိုကျွန်တော်ပြန်ပြီးတရားဆွဲလို့ရမလားမေးကြည့်လို့ရတယ်ပြောချင်တာကဘာလဲဆိုတော့ဒါ example လေးတစ်ခုဖြစ်တယ် AI ကသူ့မှာ bias တွေရှိနေတယ် AI ကသူ့မှာ fairness process ကိုထိထိရောက်မလုပ်ဆောင်နိုင်တာတွေရှိနိုင်တယ် AI နောက်တစ်ခါကျတော့သူ့ရဲ့ decision တွေရဲ့ transparency ပေါ့နော်ဘယ်လောက်ထိ transparent ဖြစ်တယ်ဆိုတာကိုမရှင်းပြနိုင်တဲ့အခြေအနေမျိုးလဲကျွန်တော်တို့တွေ့နိုင်တယ်အဲ့တော့တချို့ကိစ္စတွေမှာ AI ရဲ့ကိုကြီးနဲ့တွားလိုက်တာခီးတွားလိုက်တာလူရခီးမရောက်သွားတာဖြစ်နိုင်ဆုံးရှုံးမှုတွေနစ်နာမှုတွေဖြစ်သွားအဲ့ဒါဆိုဘယ်သူတောင်းယူမှာ Who is accountable for the AI decision ဒါ main question တစ်ခုဖြစ်လာဘယ်သူကိုကျွန်တော်တောင်းဝင်ပေးရမလဲဘယ်သူကတောင်းဝင်ယူမှာလဲစကြဒါ idea လေးတစ်ခုဖြစ်တယ်အဲ့ဒီ idea ကို base လုပ်ပြီးတော့ကျွန်တော်က audit program ဆိုတာဖြစ်လာမှာ audit program ဆိုတာဖြစ်လာအဲ့တော့ audit program ကခုနပြောတဲ့ AI စပြီးတော့ကျွန်တော် conceptualization ကနေနောက်ဆုံး development လုပ်တဲ့အပိုင်းပြီးတော့ maintenance လုပ်တဲ့အပိုင်းနောက်ဆုံး decommissioning လုပ်တဲ့ပြန်ပြီးရုပ်သိမ်းတဲ့အဆင့်ထိအဲ့ဒီ process တွေတစ်ခုလုံးအဲ့ cycle ကြီးတစ်ခုလုံးမှာဘာ risk တွေရှိလဲဘာ control တွေရှိတယ်လဲပေါ့နော်ဒါကို study လုပ်တဲ့အပိုင်းဖြစ်တယ်အဲ့တော့ဒါဆိုရင် domain 10ခုပေါ့နော်အားလုံးပေါင်း domain 10ခုကိုဒီ training မှာ design လုပ်ထားတာဖြစ်တယ်ဆက်လက်ပြီးတော့ကျွန်တော်တို့ဒီဒါတော့အသေးစိတ်ပေါ့နော်တစ်ခု module တစ်ခုချင်းစီအသေးစိတ်ပထမဆုံး awareness session ပြီးသွားရင် module တစ်ခုချင်းစီမှာကျွန်တော်တို့เนาะဒီအသေးစိတ်section alike ကိုကျွန်တော်အသေးစိတ်ပေါ့နော်ကျွန်တော်ဒီ session module တစ်ခုချင်းစီလိုက်ဒီမှာ presentation မှာတွေ့နိုင်တယ်အချိန်ကလည်းအကန့်အသတ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီ caption တစ်ခုချင်းစီကိုတော့ရှင်းပြဖို့အချိန်ရမှာမဟုတ်ဘူးဒါပေမဲ့ဒီ presentation slide ကို share လုပ်လိုက်တဲ့အတွက်ကြောင့်ကိုယ့်အကိုပြန် reference လုပ်လို့ရတယ်ပေါ့နော်ဘယ် module တွေမှာဘာတွေပါလဲပေါ့နော် awareness session ကပြီးသွားရင်တော့ကျွန်တော် module 2ပေါ့နော်ပထမဆုံး awareness session တစ်ခုနဲ့စပေါ့နော် awareness session ပြီးသွားရင်တော့ module 2မှာတော့ကျွန်တော်ဒီပေါ့နော်ဒီ10 hour က ISO 27002အတွက်ဖြစ်တယ်နောက် module 3ကကျတော့ IDAF အပိုင်းဖြစ်တယ်ပေါ့နော် IDAF ဘိုင်းဆိုတော့အဓိကတော့ general standard ရဲ့เนาะ performance standard ရဲ့ reporting standard ရဲ့ဒီဘိုင်းကို study လုပ်မယ်
ပြီးရင်နောက်တစ်ပိုင်းကတော့ကျွန်တော်ဒီ other application framework မှာ cobot နဲ့ risk ကိုလေ့လာမယ်နောက် module 5မှာကျတော့ကျွန်တော်ဒီ business risk နဲ့ enterprise risk IT related risk ဒီပိုင်းတွေကိုလေ့လာမယ်ပြီးတော့နောက် module 6မှာကျတော့ကျွန်တော်ဒီအထူးသဖြင့် hardware software database cloud web mobile စသဖြင့်ဒီ area 6ခုပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီrisk တွေဘာတွေရှိလဲ control တွေဘာတွေလုပ်မယ် topic တိုင်းမှာကျွန်တော်ကဒီ topic ရဲ့ nature ကိုဒီသူ့ရဲ့ domain knowledge ကို study လုပ်ပြီးတဲ့အခါမှာအဲ့ domain knowledge ပေါ် base လုပ်ပြီးတော့အဓိကကျွန်တော် audit ရဲ့ focus ကတော့ risk နဲ့ control ပဲပေါ့နော်အဲ့ risk နဲ့ control တွေဘာတွေရှိတဲ့လဲဆိုတာကိုကျွန်တော်စဉ်းစားပြီးတော့အဲ့ဒီကနေပြီးတော့ audit program ကို develop လုပ်တဲ့အပိုင်းဖြစ်တယ်ဥပမာအဖြစ် cloud computing အတွက်ဆိုရင် audit program web application အတွက် audit program အဲ့လိုပဲ database အတွက် audit program software operating system အတွက် audit program hardware network အတွက် audit program စသဖြင့်နောက်ဆုံး audit program တွေကို develop လုပ်ဖို့เนาะအဓိက scale ကိုဒီပါလေ့လာတာဖြစ်မယ်ပြီးတော့နောက် idea and general and application control မှာ general control နဲ့ application control တို့ရဲ့ nature တွေကိုလေ့လာမယ် module 7မှာ module 8မှာတော့ specific ID domain area ဆိုတော့ဒီနေရာမှာ privacy ဘိုင်းလေ့လာမယ် cyber security ဘိုင်းပြီးတော့ digital information communication technology ပေါ့ DICT transformation ပေါ့နော်အဲ့ဒီ transformation က innovation process တွေမှာ IoT သုံးတဲ့အပိုင်း big data သုံးတဲ့အပိုင်း blockchain ဘိုင်း AI ဘိုင်းเนาะ expert system တွေသုံးတဲ့အပိုင်းအဲ့ဒီအပိုင်းတွေကိုလေ့လာမယ်အဲ့တော့ module တစ်ခုပြီးတိုင်းကျွန်တော် knowledge assessment နဲ့ assignment discussion တွေရှိမယ်ပြီးတော့နောက် module 9မှာကျတော့ IDSS inventory ဘိုင်းပေါ့နော် inventory ဘိုင်းဆိုရင်ကျွန်တော် standard ကို refer လုပ်မယ် ISO 27002 standard ကို refer လုပ်ပြီးတော့เนาะအဓိကတော့ standard ရဲ့လမ်းညွှန်ချက်တွေကိုမူတည်ပြီးတော့ access တွေကိုဘယ်လို classify လုပ်မလဲဘယ်လို labeling လုပ်မလဲဘယ်လို recognize လုပ်မလဲပြီးတော့ဘယ်လို acceptable use တွေကဘယ်လိုဖြစ်တဲ့လဲเนาะ inventory ဘယ်လိုထားမလဲ access တွေ return လုပ်တဲ့အပိုင်းမှာတော့ဘယ်လို process နဲ့သွားမလဲဒါ standard ရဲ့เนาะ guideline တွေကို refer လုပ်ပြီးကျွန်တော်လေ့လာမှာဖြစ်တယ်ပြီးတော့နောက်တစ်ချက်ကကျတော့ကျွန်တော် valuation ပိုင်းဖြစ်တယ် IDSS valuation ပိုင်းအဲ့တော့ IDSS valuation ကကျွန်တော်က financial ဒီ accounting ပေါ့နော် financial reporting နဲ့ပဲ gap လေးဖြစ်တယ် financial reporting နဲ့ပဲ gap လေးရပါလဲဆိုတော့ financial reporting နဲ့ပဲမှာ access တွေကကျွန်တော်ခုနပြောခဲ့သလိုပဲငွေကြေးနဲ့တန်ဖိုးဖြတ်လို့ရတဲ့ access တွေကိုပဲသူက balance sheet မှာထည့်တာဖြစ်တယ်ဒါဆိုငွေကြေးနဲ့တန်ဖိုးဖြတ်လို့မရတဲ့ access တွေဖြစ်တဲ့ IDSS တွေ IDSS တွေကတကယ်လဲငွေကြေးနဲ့တန်ဖိုးဖြတ်လို့ရမှာမဟုတ်ဘူးဖြတ်မယ်ဆိုရင်လည်းအကျိုးရှိမှာမဟုတ်ဘူးတချို့ကိစ္စတွေမှာတချို့တော့ database တွေကိုပြောတာပေါ့နော်တချို့ software တွေကကျတော့ကျွန်တော်တကယ် service fee ပေးနေရတော့တန်ဖိုးဖြတ်လို့ရတယ်လေဒါပေမဲ့တချို့ကိစ္စတွေမှာကိုယ်တိုင် develop လုပ်ထားတဲ့ database တွေကိုယ်တိုင်ပြုစုထားတဲ့အချက်လက်တွေဒီအချက်လက်တွေကကျတော့ကျွန်တော်ကတန်ဖိုးဖြတ်လို့မရအောင်အဲ့တော့တန်ဖိုးဖြတ်လို့မရတဲ့ခါကျတော့သူ့ဘယ် basic နဲ့တန်ဖိုးဖြတ်လို့ရှိလဲဆိုတော့ CIA basic နဲ့ပေါ့နော် confidentiality integrity availability အဲ့ဒီရှုထောင့်တွေကိုတန်ဖိုးဖြတ်တာဖြစ်တယ်အဲ့ဒီဟာကိုကျွန်တော်ဘယ်လိုပုံစံနဲ့တန်ဖိုးဖြတ်တယ်ဆိုတော့ကျွန်တော်ဒီခေါင်းစဉ်မှာအဓိကလေ့လာမှာဖြစ်တယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ article တချို့လည်းကျွန်တော် LinkedIn page မှာတင်ထားတာရှိတယ်ပြန်ပြီးတော့လေ့လာလို့ရတယ်ပေါ့နော်ဒီပိုင်း module 9ဖြစ်တယ် module 10ကကျတော့ AI ဘိုင်းဖြစ်တယ် AI ဘိုင်းဆိုတဲ့ဘိုင်းကကျတော့ AI နဲ့ပတ်သက်ပြီးတော့ AI access identification ဘိုင်း AI control AI use case တွေလေ့လာတဲ့ဘိုင်းပြီးတော့ designing AI audit ကိုဘယ်လို design လုပ်မလဲပြီးတော့ AI audit testing နဲ့ sampling methodology AI collection toolsပြီးတော့ AI audit evidence collection နဲ့ knowledge assessment နဲ့ assignment and discussion စသဖြင့်ပေါ့ဒီခေါင်းစဉ်တွေကိုကျွန်တော်တို့ AI နဲ့ပဲမှာဆိုရင်ဒီခေါင်းစဉ်တွေကိုအဓိက focus လုပ်ပြီးလေ့လာသွားမှာအဲ့တော့ဒါကတော့ကျွန်တော် module 7ပေါ့နော်အဲ့တော့ module တစ်ခုချင်းစီမှာကျွန်တော်ကဒီသတ်မှတ်ထားတဲ့နာရီတွေရှိတယ်10နာရီတချို့ module တွေကနာရီ20ပေါ့နော် module နှစ်ခုကချင်းချက်အနေနဲ့နာရီ20ဖြစ်မယ်ကျန်တဲ့ module တွေကတော့10နာရီဖြစ်မယ်အဲ့တော့ဒီ scale တွေเนาะဒီ training မှာဒီ scale တွေပေးတာဖြစ်အဲ့တော့ဒီ training ရဲ့ model လေးကိုကျွန်တော်ရှင်းပြတယ်ဒီခုဒီမှာတင်ပြထားတာတွေက training ရဲ့ model လေးဖြစ် training ရဲ့ model လေးကဘာလဲဆိုရင်တော့အဓိကကတော့ကျွန်တော်ဒီ training ဆိုတာဘယ်ကလာလဲဆိုတော့ needs ကလာ needs analysis ကလာ training needs ကို analysis လုပ်လိုက်တဲ့ပုံမှာမူတည်ပြီး training ဆိုတာဖြစ်လာ training needs ကို analysis လုပ်လိုက်တဲ့အခါမှာတစ်ဖက်ကဘာဖြစ်လာလဲ training objective ဆိုတာဖြစ်လာတော့ training needs analysis ကိုလေ့လာတဲ့အခါမှာတစ်ဖက်ပါလဲဆို business continuity disaster recovery နောက်ခုနကတော့ကျွန်တော် value added IT audit function เนาะတကယ်ပဲ business တွေ continuity ဖြစ်ဖို့ disaster ဖြစ်ခဲ့ရင်လည်း tower recovery အမြန်ရဖို့ပြီးတော့ incident တွေ problem တွေကိုလည်းစနစ်တကျ manage လုပ်နိုင်ဖို့ပြီးတော့ value added IT function ပေါ့နော် IT function တကယ်ပဲတန်ဖိုးပေးနေလားပေါ့နော်တကယ်ပဲတန်ဖိုးเนาะတိုးနေလားပေါ့ organization အတွက်ဒါတွေကိုကျွန်တော်တို့ evaluation လုပ်ဖို့အတွက်ဘာလို့လာလဲဆိုတော့ IT governance ဆိုတာလို့လာတယ် IT risk ဆိုတာလို့လာတယ် IT control ဆိုတာလို့လာတယ် IT operation ဆိုတာလို့လာတယ်အဲ့ဒီ area တွေကိုကျွန်တော်စမ်းစစ်နိုင်ဖို့အတွက် evaluation လုပ်နိုင်ဖို့အတွက်
အဓိကတော့ဒါ internal audit ရဲ့ functional objective အနေနဲ့ကျွန်တော်စဉ်းစားလို့ရတယ်အဲ့တော့အဲ့ဒီဘိုင်းမှာဒီပေါ်မှာအခြေခံပြီးကျွန်တော်ကတော့ module 10ခုဆိုတာကိုဖြစ်လာ module 10ခုဆိုတာဖြစ်လာအဲ့တော့ဒီအခု model ကတော့ corporate training model ဖြစ်တယ်ပေါ့နော်ဒီ model ကအဓိကတော့ corporate တွေကျွန်တော် training ပေးတဲ့အခါမှာဒီ process နဲ့တွားလေးရှိတယ်ပေါ့နော်အဲ့တော့ဒီ module 10ခုကို refer လုပ်ပြီးတော့ကျွန်တော်ကသက်ဆိုင်ရာ corporate ရဲ့ management နဲ့ discussion လုပ်တယ်ဥပမာဒီ module 10ခုကကျတော့ general template ဖြစ်တယ်ပေါ့နော် general requirement ဖြစ်တယ်ဒီ module 10ခုကို corporate တိုင်းလိုချင်မှလို့တချို့တော့ corporate တွေဒီ module 10ခုလုံးတော့မလိုဘူးဘယ် module လေးတွေတော့ဖြစ်သူတို့လိုတယ်အဲဒါနဲ့ပတ်သက်ပြီး discussion လုပ်မယ်လုပ်ပြီးတော့ကျွန်တော်က training plan ကိုလုပ် training plan လုပ် training plan လုပ်အဲ training plan မှာဆိုသူပြ course detail ကိုပြန်ပြီး design လုပ်မယ်အဲ့တော့ခုန standard template တိုင်းသွားမလားသို့မဟုတ် specific သွားမလားဒါကိုကျွန်တော်က organization ရဲ့လိုအပ်ချက်ပုံမူတည်ပြီးတော့ကျွန်တော်ဆွေးနွေးလို့ရတယ်ပေါ့နော်ဒီဘိုင်းမှာဆွေးနွေးပြီးတော့မှကျွန်တော်က training plan ကို approve လုပ်မှာဖြစ်တယ် training plan ကိုတေချာ discussion လုပ်ပြီးဆွေးနွေးပြီးတော့မှကျွန်တော်ကဒါ approve ဖြစ်ပြီဆိုရင်နောက်တစ်ဆင့်အနေနဲ့ training process သွားမယ် training process သွားတဲ့အခါမှာကျွန်တော်ကဘာတွေရှိလာမလဲဆိုတော့ assignment တွေရှိလာမယ် assignment တွေ practical case study တွေရှိမယ်အဲ့ဒီမှာဘာကြောင့်လဲဆိုတော့ case study မပါဘဲနဲ့ဘယ်လိုမှ training က effectiveness မဖြစ်နိုင်ဘူးအဲ့တော့ practical case study ကို assign လုပ်မယ်တချို့ကိစ္စတွေမှာ corporate အနေနဲ့ကတော့ corporate ရဲ့ practical case ဖြစ်လိမ့်မယ်တချို့ကိစ္စတွေမှာ corporate ကသူ့ရဲ့ practical case ကို apply မလုပ်ဘူးဆိုရင်တော့ကျွန်တော်ရဲ့ use case တွေရှိတယ်အဲ့ use case တွေကို refer လုပ်နိုင်တယ်အဲ့ဒါနဲ့တွားမယ်ပြီးတော့ module တစ်ခုပြီးတိုင်း assessment လုပ်မယ် module တွေအားလုံးပြီးသွားရင်တော့ final assessment လုပ် final assessment လုပ်ပြီးသွားရင်တော့ဒီနေရာမှာကျွန်တော်က deployment တော့နော်ပြန်ပြီးတော့လက်တွေ့အသုံးချဖို့အတွက် forum လုပ်ဘယ် module တွေမှာတော့ရလာတဲ့အတွေ့အကြုံတွေဘယ်လိုပြန်ပြီးသုံးချမလဲပေါ့နော်ဒါ forum တွေလုပ်မယ်ပြီးရင်ဒီ module တွေမှာတက်ရောက်ခဲ့တဲ့သူတွေရဲ့ performance ကို review လုပ်မယ်ပြီးရင် finally reporting လုပ်တကယ်လို့ management ကို report တင်စရာရှိရဆိုရင် report လုပ်အဲ့တော့ဒါဒီ process ကကျွန်တော် corporate training model ဖြစ်တယ်ပေါ့နော်ဒီ corporate training ကတော့ကျွန်တော်အခု batch နှစ်ခုကို study လုပ်မယ်ဆိုရင် batch တစ်ခုကတော့ corporate ကို training ပေးခဲ့တာဖြစ်တယ် batch တစ်ခုကကြတော့ဒီကျွန်တော် classroom training ဖြစ်တယ်ဒါပေမဲ့အဲ့ training တစ်ခုမှာကျွန်တော်က classroom training ဆိုရင်တော့ဒီထဲမှာပါတဲ့တချို့ function တွေကိုလိုက်ပြီး adapt လုပ်ရတာဖြစ်တယ်ဒီ model ကကြတော့ဒါ corporate training ရဲ့ model ဖြစ်တယ်အဲ့တော့ corporate training ကကြတော့ကျွန်တော်ဒီ model နဲ့ပဲတွားလေးရှိတယ်အဲ့တော့ဒီ model ကို refer လုပ်ပြီးတော့ကျွန်တော် corporate training မှာเนาะဒီဟာကိုလှုပ်ဆောင်လေးရှိတယ်ဒီတော့ corporate တွေအနေနဲ့ဒါကိုစိတ်ဝင်စားတယ်ဆိုကျွန်တော်ဒါကိုเนาะ sharing လုပ်ပေးနိုင်တယ်ပေါ့เนาะပြီးတော့ဒါကတော့ဒီအားလုံးပြီးသွားရင်ပေါ့เนาะ training ပြီးသွားရင်ရမယ့် certification training ပြီးသွားရင်ကျွန်တော်က certification နှစ်ပိုင်းရှိတယ်တစ်ပိုင်းကတော့ကျွန်တော်ကဒီဟိုပါပေါ့เนาะဒီ training certificate ပေါ့အဲဒီ training certificate မှာတော့အဓိကတော့ content အသိအရေးကြီးတယ်ဘာကြောင့်လဲဆိုတော့ IT audit ဆိုတာဘာလဲသိဖို့လိုတယ်ပေါ့เนาะတော်တော်များများဒါဟိုအသစ်ဖြစ်နေနိုင်တယ်အသစ်ဖြစ်နေတော့ဆိုတော့ဒီ IT audit နဲ့ပတ်သက်ပြီးတော့ဘာတွေသင်ခဲ့တာလဲဆိုတာကိုသိဖို့အတွက်ဒီ certificate မှာပါကျွန်တော်တို့က presentation လုပ်ပေးထားတာဖြစ်တယ်အဓိကတော့ module တွေပါလဲပေါ့เนาะအဲ့ module တွေကိုသင်ခဲ့တာရယ်နောက်တစ်ခါကျတော့အဲ့ဒါအပြင်ကျွန်တော် transcript လေးလုပ်ထား transcript မှာဆိုရင်ပေါ့เนาะဒီကတော့ဟိုဒီချက်လက်ပို့ပြီးအသေးစိတ်ပေါ့ကျွန်တော် university တွေပေးတဲ့ transcript လိုမျိုးပေါ့เนาะဒီ IT audit ရဲ့ transcript မှာသူ့ရဲ့ဒီ module တစ်ခုချင်းစီလိုက်သူ့ရဲ့ assignment တင်မှုပိုင်းရယ်ကျွန်တော် module တစ်ခုချင်းစီလိုက်စမ်းစစ်မေးခွန်းတွေကိုဖြေတဲ့အပိုင်းပေါ့เนาะအဲ့ဒီဖြေတဲ့အပိုင်းမှာသူ့ရဲ့ရက်လက်တွေပေါ့เนาะတူတယောက်ချင်းစီရဲ့ရက်လက်တွေအဲ့ရက်လက်တွေကိုကျွန်တော်ကစမ်းစစ်ပြီးတော့သူ့ရဲ့ score ဘယ်လောက်ရှိလဲဆိုတာကိုကျွန်တော်က academic transcript မှာเนาะဒီ define လုပ်ပေးတာဒီ transcript မှာကျွန်တော်သိစိတ်เนาะတင်ပြထားတယ်အဲ့ဒီတင်ပြထားဒီနှစ်ခုပေါင်းစပ်လိုက်တဲ့အတွက်ကြောင့်သက်ဆိုင်ရာဒီခုနကစမ်းစစ်တဲ့အခါမှာအထူးသဖြင့် employer တွေအနေနဲ့ဒီ skill ကို assessment လုပ်တဲ့အခါမှာပို့ပြီးတော့ထိထိရောက်เนาะမြင်နိုင်တယ်ပေါ့เนาะဒီအချက်လက်ပေါ်အခြေခံပြီးတော့အဲ့တော့ဒါကတော့ဒါ personal certification နဲ့ပတ်သက်ပြီးတော့ example ဖြစ်တယ်အဲ့တော့ဒါဆိုရင်ကျွန်တော်တို့ဒီ presentation ကတော့ဒီမှာနေပြီးဆုံးသွားပြီပေါ့เนาะကျွန်တော်တို့အဓိကတော့ဒီ training လေးကိုเนาะဒါဒီ presentation ဒီ training လေးကိုမိတ်ဆက်တာဖြစ်တယ်ပြီးသွားရင်တော့ဒီ presentation ကိုကျွန်တော်အားလုံးဟိုမလုပ်ပေးပါဘူးเนาะဒီ linking မှာကျွန်တော်တင်ပေးမှာဖြစ်တယ်အဲ့တော့ကျွန်တော်ရဲ့ linking ကိုเนาะဟို connection လုပ်ထားလို့ရတယ်တချို့လည်းဒီမှာတက်တဲ့သူတွေတော်တော်များ connection လုပ်ပြီးသားဖြစ်ပါတယ်အဲ့တော့မလုပ်ရသေးရင်လည်းကျွန်တော် linking မှာ connection လုပ်နိုင်တယ်လုပ်ပြီးတော့ကျွန်တော်တို့เนาะတင်နိုင်တယ်ပေါ့เนาะအဲ့တော့ကျွန်တော်အခုအားလုံးမိနစ်50ပေါ့เนาะမိနစ်50ပြီးခဲ့ပြီဖြစ်တယ်အဲ့တော့မိနစ်50ပြီးခဲ့ပြီဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာကျွန်တော်ဆွေးနွေးစရာရှိတာတွေကိုဆွေးနွေးပြီးသွားပြီအဲ့တော့ the remaining 10 minutes ပေါ့เนาะ10 minutesမှာကျွန်တော်တို့ဒီ feedback လေးပေါ့ကျွန်တော် feedback လေးရှိမယ်အဲ့ feedback လေးတော့ group မှာကျွန်တော်တို့တင်ပေးထားတယ်ဒီ presentation နဲ့ပတ်သက်ပြီး feedback လေးကိုเนาะ group ကနေတစ်ဆင့်ကျွန်တော်ဒီ link လေးရှိမှာပေါ့เนาะအဲ့ link လေးကို group မှာကျွန်တော်
ချပေးမှာဖြစ်တယ်အဲ့ link လေးကို group ကနေတစ်ဆင့်အခုဆိုရင်ချပေးထားပြီပေါ့နော် webinar feedback ဆိုပြီးတော့ချပေးထားတယ်အဲ့ link လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ဖြည့်ပေးပေါ့နော်ဒီ webinar နဲ့ပတ်သက်ပြီးတော့ဖြည့်ပေးဖို့ရယ်နောက်တစ်ခါကျတော့ဒီ webinar နဲ့ပတ်သက်ပြီးတော့ကျွန်တော်နောက်ထပ်ဆွေးနွေးစရာရှိခဲ့မယ်ဆိုရင်လည်းဆွေးနွေးလို့ရတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ဒီ Q&A မှာလည်းမေးလို့ရတယ်ပေါ့နော်တစုံတရာမေးချင်တယ်ဆိုရင်မေးလို့ရတယ်ကျွန်တော်အချိန်ကတော့7မိနစ်လောက်ကြံနေတယ်ပေါ့နော်ကြံနေတဲ့အချိန်မှာကျွန်တော်ဆွေးနွေးမယ်ဆိုရင်ဆွေးနွေးလို့ရပါတယ်နော်တော့ဘာဖြစ်ဆွေးနွေးစရာရှင်ဆွေးနွေးပြီးဖိတ်ခေါ်ပါတယ်ဘာဖြစ်မေးစရာရှင်မေးဖို့ဖိတ်ခေါ်ပါတယ်အဲ့တော့ဒါဥမာတချို့လည်းမေးစရာမရှိဘူးဖြစ်မှာပေါ့နော်မေးစရာရှင်လည်း chat မှာရေးပြီးတော့မေးလို့ရတယ်အတန်ဖွင့်ပြီးမေးခြင်းလည်း chat မှာရေးပြီးတော့မေးလို့ရတယ်အဲ့တော့ chat မှာရေးပြီးတော့မေးတာလည်းတုံကျွန်တော်မတွေ့သေးဘူးเนาะလောလောဆယ် chat မှာလည်းမရေးထားသေးဘူးအဲ့တော့မေးခွန်းမရှိဘူးလို့ယူဆရတယ်တော့မေးခွန်းမရှိဘူးဆိုရင်တော့ကျွန်တော်နောက်ထပ်7မိနစ်လောက်မှာmessage လေးပေးချင်တာရှိတယ်ပေါ့နော် key message လေးကျွန်တော်ပေးချင်တာရှိအဲ့ဒါပါလဲဆိုတော့ခုနဒီ training ရဲ့ရည်ရွယ်ချက်ကိုကျွန်တော်ခုနပြန်ပြီးတော့သုံးသပ်မယ်ဆို module 10ခုရှိတယ်ပြန်ပြီးတော့briefing ပြန်လုပ်ပေါ့နော် take away အနေနဲ့ briefing လုပ်မယ်ဆိုရင်အခုဒီ webinar ရဲ့ presentation ကအဓိက training ပေါ့နော် IT audit training ကိုမိတ်ဆက်တာဖြစ်တယ်ဒီ training ကအထူးသဖြင့် corporate တွေကိုရည်ရွယ်တယ်ပေါ့နော် corporate တွေကိုရည်ရွယ်တယ် corporate training ဖြစ်တယ် corporate တွေအနေနဲ့ဘယ်ဌာနအတွက်အဓိကရည်ရွယ်လဲဆိုရင်တော့ internal audit department အတွက်အဓိကရည်ရွယ်တယ် internal audit department အတွက်အဓိကရည်ဒါဆိုရင်မေးခွန်းမေးစရာclassroom training ရောမရှိဘူးလားဆို classroom training ကရှိတယ်ဒါပေမဲ့ on demand မှာမူတည်တယ်ကျွန်တော်ကဒီ training နဲ့ပတ်သက်ပြီးနိုင်ရလည်းအရန်ရှိတဲ့အခါကျတော့စိတ်ဝင်စားမှုပေါ်မူတည်တော့เนาะလူတွေကစိတ်ဝင်စားရဲ့လားစိတ်ဝင်စားတဲ့သူရှိတယ်ဆိုရင် group ဖွဲ့ထားတယ်ဆိုရင်ကျွန်တော်အဲ့ဒါကိုဒီ group basis နဲ့ classroom training လုပ်ပေးလို့ရတယ်ဒါပေမဲ့အဓိကတော့ရည်ရွယ်တာတော့ corporate ကိုရည်ရွယ်တာအဲ့တော့ corporate အနေနဲ့ဒီ budget တော့သုံးအောင်ပေါ့เนาะ corporate budget အနေနဲ့သုံးပြီးတော့ဒီ training ကိုလုပ်မယ်ဆိုရင်တော့အဓိကတော့ internal audit ကို upgrade လုပ်ဖို့အတွက်ပေါ့เนาะအထူးသဖြင့် bank တွေပေါ့နော်ဒီ bank တွေဆိုရင်တော့ဒါ internal audit department ကဒါရေးပါတယ်ပေါ့နော်သူ strong ဖြစ်ဖို့လိုတယ်ဒီပညာကလည်း bank တွေမှာအဓိကသုံးတယ်ဆိုတဲ့အခါကျ bank လိုမျိုး insurance company လိုမျိုးနောက်ကျွန်တော်တို့ဒီ hospital လိုမျိုးအဲ့လိုလုပ်ငန်းမျိုးတွေမှာဆိုရင်ကျွန်တော်တို့ဒီ internal audit function ကပို့ပြီးတော့ strong ဖြစ်ဖို့လိုတယ်ပေါ့နော်အဲ့လိုလုပ်ငန်းမျိုးတွေခုနကတော့ပြောခဲ့တဲ့လုပ်ငန်းတွေပေါ့နော်အဲ့လိုလုပ်ငန်းမျိုးတွေဆိုရင်တော့ဒါဒီ training budget ကိုသုံးမယ်ဆိုရင်ဒါသုံးနိုင်တယ်ပေါ့နော်သုံးပြီးတော့ကျွန်တော်ဒါ training ပေးဖို့အတွက်ပေါ့နော်ဒါလုပ်နိုင်တယ်နောက်တစ်ခါကျတော့ဒီ training ရဲ့ရည်ရွယ်ချက်ကကျွန်တော်ကစာတွေပဲသင်တာမဟုတ်အဓိကစာတွေပဲသင်တာမဟုတ်ကြာဒါကျွန်တော်ကိုယ်တိုင် training ပေးမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့အတွေ့အကြုံတွေ sharing လုပ်ပေးတာဖြစ်တယ်အဓိကကတော့စာတွေအတွေ့အကြုံရောလက်တွေ့အတွေ့အကြုံရောဒီ audit နဲ့ပတ်သက်တဲ့အတွေ့အကြုံတွေကိုကျွန်တော် sharing လုပ်ပေးတာဖြစ်တယ်အဓိကတော့ IT audit နဲ့ပတ်သက်တဲ့အတွေ့အကြုံ sharing လုပ်ပေးတဲ့ training ဖြစ်တယ်နောက် practical case တွေကိုဆွေးနွေးတဲ့ training ဖြစ်တယ်အဲ့တော့မိမိတို့ဒီ training ကိုတက်ရောက်တဲ့အတွက်ကြောင့်ပို့ပြီးတော့hand on experience ပေါ့နော်ဒီ hand on experience ရဖို့အတွက်ဒါအများကြီးအထောက်အကူပြုမယ်လို့ယုံကြည်တယ်ဒါနံပါတ်1အချက်ပေါ့နော်ဒုတိယအချက်ကကြတော့တချို့သူတွေအနေနဲ့ကကြတော့ကိုယ်တိုင်လည်း certify ဖြစ်ချင်တယ်ဥပမာ example အနေနဲ့ကိုယ့်ရဲ့ဒီဥပမာ further development တော့ပေါ့နော်စဉ်းစားလို့ qualification ကိုဆက်ပြီးတော့ရယူချင်တယ်ဆိုရင်ဒီ training ကgap လေးကိုဖြည့်ဆည်းပေးတာဖြစ်တယ်ပြောချင်တာစဉ်းစား exam ကိုတန်းပြီးတော့သွားမယ်ဆိုရင်သွားလို့ရတယ်ဒါပေမဲ့ခက်ခဲတယ်ကျွန်တော်ကိုယ်တိုင်စစ်စာ exam ဖြေဖို့အတွက်အချိန်4နှစ်ယူခဲ့ရတယ်ဒါပုံမှန်လင်းပြောမယ်ဆိုရင်စစ်စာ exam ဖြေဖို့စပြီးကျွန်တော် try လုပ်တယ်ကျွန်တော်စိတ်ဝင်စားလို့ try လုပ်တယ်ကိုယ်ဝိမတိုင်ခင်လေးမှာ try လုပ်တယ်ဒါပေမဲ့ကြည့်လိုက်တာ syllabus ရဲ့အနေထားပိုအများကြီးလိုသေးတယ်လို့တွေ့တဲ့အခါကျတော့ကျွန်တော်ကစစ်စာ exam ကိုမဖြေခင်မှာကျွန်တော်ကိုယ်တိုင် doctorate เนาะ study တခုထပ်လုပ်တယ်အဲ့ဒီဟိုပါပေါ့နော် information technology နဲ့ပဲဟို doctorate ထိကိုကျွန်တော်ဒီဟောပါเนาะဒီ research လုပ်ပြီးတော့ degree တခုထပ်ယူတယ်ပေါ့เนาะဒါ3နှစ်ကျွန်တော်ချိန်ပေးခဲ့အဲ့ဒီပိုင်း3နှစ်ချိန်ပေးခဲ့ချိန်ပေးပြီးတော့မှကျွန်တော် level ကအဲ့ level ကိုထထဝင်ကျွမ်းကျင်လာတယ်ဆိုတော့မှကျွန်တော်က2020နဲ့4မှာကျွန်တော်ဒီစစ်စာ exam ကိုဖြေတာဖြစ်တယ်ဥပမာပြောမယ်ဆိုရင်ကိုဝေးချိန်ကစမယ်ဆိုရင်ကျွန်တော်ဒီ2020ရာ2023 24ဒီကျွန်တော်အများကြီးပဲ4နှစ်လောက်ကဒီ level ကို study လုပ်ပြီးတော့အချိန်ယူလိုက်ရတယ်ပေါ့နော်ပြီးတော့မှကျွန်တော်ဒီစစ်စာ exam ကိုဖြေတော့တခါတည်းနဲ့အောင်တယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တွေးလိုက်တာဗာလဲဆိုတော့အဓိကတော့ဒီ IT background ပေါ့နော် IT knowledge ပေါ့ဒါနဲ့ပတ်သက်တဲ့ knowledge တွေရှိဖို့လိုတယ်ဒီစာမွေးဖြေဖို့အတွက်အဲ့တော့အဲ့ knowledge တွေရဖို့အတွက်ကျွန်တော်တို့ဒီစာမွေးကိုကျွန်တော်ဒီ
ဖြည့်ခြင်းလဲဆိုရင်ဒီ training က personal အတွက်အကျိုးရှိတယ်ပေါ့နော် personal အတွက်လည်းအကျိုးရှိတယ်နောက် corporate အတွက်ရည်ရွယ်တယ်ဒါပေမဲ့ personal အတွက်တကယ်လို့ CSA exam ဖြည့်ဖို့အတွက်ဖြည့်မဲ့သူတွေဆန္ဒရှိတဲ့သူတွေဆိုရင်တော့အခုချက်ချင်းလက်ငင်းပြောတာမဟုတ်ဘူးနောက်တစ်ချိန်ပေါ့နော်ချိန်တစ်ချိန်မှာဖြည့်ဖို့ဆန္ဒရှိခဲ့မယ်ဆိုရင်ဒါအခုတွေကပြင်ဆင်ဖို့အတွက်အထောက်အကူဖြစ်စေတယ်နောက်တစ်ခုကျတော့လုပ်ငန်းဖွဲ့စည်းတွေအနေနဲ့လည်းဒါဒီ training ကိုကျွန်တော်တို့ဒီနောက်စဉ်းစားလို့ရအောင်เนาะအဓိကတော့ internal audit department ကိုသူတို့ရဲ့ scale ပေါ့နော်သူတို့ရဲ့ competency ကို upgrade လုပ်ချင်တယ်ဆိုရင်တော့ဒီလို training မျိုးကဒါတင့်တော်တဲ့ training ဖြစ်တယ်တစ်ကမ္ဘာလုံးမှာလည်းဒီ area ကိုပို့ပြီးတော့ထဲထဲဝင်လှုပ်ဆောင်နေတာကိုတွေ့ရတယ်ပေါ့နော်အထူးသဖြင့်ဒီ training ကိုပေးနေတာကြီးရှိတာဆိုတော့ corporate တွေမှာဒီ training ကိုပေးနေတာကြီး service organization တွေရှိတယ်အဲ့ဒါကတော့ big 4 တွေဖြစ်တယ် big 4 ကုမ္ပဏီတွေအထူးသဖြင့် PwC တို့ KPMG တို့เนาะဒီ big 4တွေကတော့ဒီ training တွေကိုနိုင်ငံတကာမှာပေးနေတာရှိတယ်သူတို့ပဲပေးတာရှိတယ်ဘာကြောင့်လဲဆိုတော့ဒါ hand on experience လိုတဲ့အတွက်ကြောင့်ဟို KPMG တို့ PwC တို့เนาะ Deloitte တို့เนาะ Ernst & Young တို့ဆိုတော့အဲ့လိုမျိုးနိုင်ငံတကာဒီ big 4 ကုမ္ပဏီတွေကတော့သူတို့ဒီ customer သူတို့ရဲ့ဒီ non audit wing ပေါ့နော်သူတို့ audit နဲ့မဆိုင်တဲ့ wing ကနေပြီးတော့သူတို့ဒီ training တွေကိုပေးလေးရှိတယ်ဒါပေမဲ့ဒီ big 4 ပေးတယ်ဆိုတဲ့အပိုင်းမှာတော့ဒါဘာတွေ့ရလဲဆိုတော့နံပါတ်1အချက် cost ဖြစ်တယ် very costly ဖြစ်တယ်အရင် cost များတယ်နံပါတ်2အချက်သူ language barrier ရှိတယ်အထူးသဖြင့်ဒီသူတို့လာပေးတယ်ဆိုရင်သူတို့ဘက်ကမှမြန်မာလူမျိုးမဟုတ်တဲ့အတွက်ကြောင့်ကျွန်တော် language barrier ရှိတယ် language barrier ဆိုတော့သူတို့ပြောတဲ့ English ကိုနားလည်တာဆိုတော့နားလည်တယ်ဒါပေမဲ့တချို့ကိစ္စတွေမှာတကယ်ထဲထဲဝင်သိဖို့လည်းလိုတာပေါ့နော်တကယ် insight ကိုသိဖို့အတွက် language ကမြန်မာလိုပြောအင်္ဂလိပ်လိုဖတ်မြန်မာလိုပြောတာပို့ပြီးတော့ထိရောက်မှုရှိတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ကဒီ local knowledge ရှိထားတဲ့သူ local culture သိထားတဲ့သူ local language ကိုသိတဲ့သူtraining ပေးတာတော့ overseas ကလာပေးတာလည်းဆိုင်တော့ကျွန်တော်မြင်တာပေါ့နော်ဒါကတော့ဟိုတခြားမြင်နေလဲရှိမှာပေါ့ကျွန်တော်မြင်ရတော့ပို့ပြီးထိရောက်မှုအပိုင်းမှာတော့ local ကပြောတာတော့ပိုထိရောက်မယ်လို့ထင်တယ်နောက်တစ်ခါကျတော့ကျွန်တော်တို့မြန်မာလူမျိုးတွေအနေနဲ့အများစုသုံးသပ်တယ်ကပါလဲဆိုရင်တော့ shy ဖြစ်တယ်ရှိုင်းဆိုတာတချို့အခုဆိုရင်ကြည့်ပြီလားမေးခွန်းမေးဖို့အတွက်ဆိုရင်ကျွန်တော်မေးခွန်းမမေးရဲဘူးပေါ့နော်ဒါပေမဲ့သိကျင်တာရှိနေလားဆိုရှိနေတယ်ဒါငါမေးလိုက်တဲ့မေးခွန်းကတကယ်ပဲဘောင်ဝင်တန်းဝင်ဖြစ်ပါမလားသို့မဟုတ်တကယ်ပဲတင့်တော်တဲ့မေးခွန်းဖြစ်ပါအဲ့လိုမျိုးပေါ့နော်ရှိုင်းဖြစ်တယ်ဟောရှက်တယ်ပေါ့နော်အဲ့လိုမျိုးဒါအဲ့တော့ဟိုပိုဆိုးတာကတကယ်လို့ foreigner တယောက် train လုပ်တယ်ဆိုရင်ပို့ပြီးတော့အဲ့ရပြဿနာရှိနားလဲနားမလဲနားလဲသလိုလိုနဲ့နားထောင်လိုက်ပါပဲဒါပေမဲ့တကယ် insight ကိုမသိဘူးဒါကိုမြန်မာလူမျိုးချင်းချင်းဆိုရင်တော့နံပါတ်1ချက် language barrier မရှိတဲ့အတွက် insight ကိုပါမေးခွန်းမေးတာဖြစ်နိုင်ပေါ့နော်ချိုးကိစ္စတွေမှာနားမလဲဘူးဆိုလဲပုံမှန်လည်းပြောမဲ့ဆိုနေပေါ့နော်အဲ့လိုမျိုးတွေရှိတယ်ဆိုတော့ပို့ပြီးတော့တော့ထိရောက်မှုရှိတာပေါ့နောက်တစ်ခါကျတော့ culture ဆိုတာလည်းတိတ်ရေးကြီးကျွန်တော်ဒီ local ရဲ့ culture ကို local ကသူပဲသိနိုင် overseas ကသူက local culture ကိုမသိနိုင်အဲ့တော့ training ပေးတဲ့အခါမှာ culture သိဖို့ကလည်းတိတ်ရေးကြီး culture ဆိုတာကျွန်တော်တို့ကdelete ထုံးစံလုပ်ငန်းခွင်ရဲ့ delete ထုံးစံကိုပြောတာကျွန်တော်ကလုပ်ငန်းခွင်ရဲ့ယဉ်ကျေးမှုလုပ်ငန်းခွင်ရဲ့ delete ထုံးစံလူတွေရဲ့အတွေးခေါ်လူတွေရဲ့အတွေးမြင်ဒါတွေအားလုံးသက်ဆိုင်တဲ့ culture ဆိုတာအဲ့ဒါတွေကိုသိထားတဲ့သူတယောက်က training ပေးရဲဆိုရင်တော့ပိုပြီးထိရောက်တဲ့ training ဖြစ်တယ်လို့ယူဆလို့ရတယ်ပေါ့နော်အဲ့တော့ဒါတွေကစဉ်းစားရမယ့်အချက်တွေပေါ့နော်တချို့က overseas ကပတ်စံတွေအများကြီးပေးပြီးတော့တကယ်တော့ foreign currency လည်းပေးရတယ်လေပတ်စံတွေအများကြီးပေးပြီးတော့ကျွန်တော် overseas trainer တွေကိုအထင်ကြီးကြတယ်တချို့ကလည်းဒါအထင်မကြီးလို့ပြောတာမဟုတ်သူတို့လည်းတော်ပါတယ်အထင်ကြီးစရာလေးစားစရာတွေဖြစ်ပါတယ်ဒါပေမဲ့ခုနပြောလို့ training မပေးခင်မှာဒီအချက်တွေအကုန်လုံးဆန်းစစ်ဖို့လိုတယ်ဆိုတော့စဉ်းစားဖို့အတွက်ဖြစ်တယ်ကျွန်တော်တို့ကတော့အဓိကတော့ training organization ဖြစ်တဲ့အတွက်ဒီ training နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အဓိကเนาะဟိုတွေ့ထားတဲ့အတွေ့အကြုံတွေကို sharing လုပ်ပေးတာဖြစ်ပါတယ်။ Okay အဲ့ဒါဆိုရင်တော့ကျွန်တော်အချိန်လဲဆေးရောက်ပြီဖြစ်တဲ့အတွက်ဒီနေ့တက်ရောက်တဲ့သူတွေအားလုံးကိုကျွန်တော်တို့တက်ရောက်နားထောင်ပေးရ50ကျော်ရှိတော့เนาะတက်ရောက်နားထောင်ပေးတဲ့သူတွေအားလုံးကိုကျေးဇူးတင်တဲ့အကြောင်းပြောလို့ရတယ်ဒီနေ့လောက်ပါပဲအားလုံး thank you ပါစိတ်ချမ်းသာကိုကျမ်းမာနဲ့เนาะဒီမိမိတို့ရဲ့ live ကိုဖြတ်သန်းဖို့အတွက်ကျွန်တော်ဆုမွန်ကောင်းတောင်းပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါဆရာ thank you ပါခင်ဗျာ thank you ပါဟုတ်ကဲ့ဟုတ်ကဲ့ပါ thank you ပါခင်ဗျာ thank you ပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ကျွန်တော် presentation slide တွေကိုကျွန်တော်ဒီနေ့ညနေကျရင် link မှာတင်ပေးပါမယ်ခင်ဗျာအတန်တွေလည်း on demand နဲ့ကျွန်တော်လိုချင်တယ်ဆိုရင် share လုပ်ပေးပါမယ်ကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါ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 ခင်ဗျာဟုတ်ပါတယ်ဆရာဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါ